သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့ရှင်းနေမလေးရဲ့အကျဉ်းသားလို့အမည်ရတဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်နော်။ဥပဒေဆိုတာဖြူရင်ဖြူမဲရင်မဲရမယ်။ကြားခံနေမြေမရှိစေရဘူးလို့ကျမအမြဲယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိုးတဲထဲနဲ့ညနေခင်းကစပြီးတော့ကျမရဲ့စီကံတွေကျမရဲ့ကဘာတစ်ခုလုံးကမိခိုးရောင်မိုးတိမ်တွေအောက်မှာပျောက်ဆုံးသွားခဲ့ရပါတယ်။မချူကျွန်တော်ရောက်ပါပြီ။မိုးတွေအရန်ရွာနေရနဲ့နည်းနည်းနောက်ကျသွားတယ်။ရပါတယ်လင်းခေထိုင်ပါအင်ကြီးတွေလည်းဆွဲလို့ပါလား။ဒီမှာတစ်ရှူအရင်တောက်လိုက်အောင်စိုးရိမ်စိတ်တွေလျှော့ထားနော်ဒီညရုံးပိတ်ရက်ဆိုတော့ဘသူမှမရှိဘူးအမှုအကြောင်းအေးစစ်စစ်ဆွေးနွေးလို့ရတယ်ကျေးဇူးတင်ပါတယ်မတ်ချူရဲ့ကျွန်တော်မှမတ်ချူကလွယ်ရင်အားကိုးစရာမရှိတော့ဘူးကျွန်တော်လူတိုင်းကဝိုင်းပြီးလက်ညှိုးထိုးနေကြတာကျွန်တော်တကယ်မလုပ်ခဲ့ပါဘူးမတ်ချူတော့ကျွန်တော်ယုံနေမလားယင်လင်းခစ်ကကျူးရနနာရဲ့ဇပွဲနာကိုတဖြည်းဖြည်းတိုးကပ်လာပြီးတော့အားငယ်စိတ်ပြက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့လေတူကျူးရနာရင်ထဲမှာတစ်ချက်တုံလောက်သွားပေမဲ့ရှေ့နေပြီးထိန်းချုပ်လိုက်ရင်နေမင်းအပြစ်မရှိဘူးဆိုတာတက်သေးပြဖို့မမအစွမ်းကုန်စူးစမ်းမှာပါဒါပေမဲ့အခင်းဖြစ်ပွားတဲ့နေ့ကမင်းဘာမှရှိနေရလဲဆိုတာအသေးစိတ်ပြန်ပြောပြဖို့တော့လိုမယ်လင်းခေဥပဒေအရတက်သေးကကွက်တိဖြစ်နေမှာကောင်းတာလင်းခေကကလထိုင်ပေါ်မှာမထိုင်မဲနဲ့ကျူးရနာရဲ့ဇပွဲဘေးနားမှာဒူးထောက်ထိုင်ကြလိုက်တယ်လို့မျိုးအတန်ကိုတွန်းညှင်းချွဲနှဲစွာနဲ့ပြောလိုက်ပါတယ်။အဲ့ဒီညကကျွန်တော်တယောက်တည်းအခန်းထဲမှာအိပ်ပျော်နေခဲ့တာမချူသိလားကျွန်တော်အရန်ကြောက်တယ်။ဒီရပိုင်းအချုပ်ခန်းထဲမှာရောအပြင်မှာရောအိမ်မက်ဆိုတွေပဲမတ်နေတယ်။ကျွန်တော်မျက်စိမိတ်လိုက်တိုင်းအမောင်တူကြီးပဲမြင်နေရတာ။မချူဘေးနားမှာရှိနေမှကျွန်တော်စိတ်အေးရတော့တယ်။လင်းခကကျူးရနာရဲ့လက်ကိုပြင်းညင်းစွာအုပ်ကန်လိုက်ပါတယ်။ကျူးရနာကရုံးဖယ်ဖို့စူးစမ်းလိုက်ပေမယ့်လင်းခရဲ့နူးညံ့ပြီးတော့တောင်းပန်တိုးရှိုးနေတဲ့အထီးတွေကြောင့်မလှုပ်ရှားနိုင်ပဲဖြစ်သွားပါတယ်။ကျူးရနာကအသက်ရှူတန်ပြင်းထန်လာပြီးတော့လေတန်ကလည်းပျော့ပြောင်းသွားကလင်းခဒါကရုံးကန်းလေပြီးတော့မမကမင်းရဲ့ရှေ့နေလင်းခကမျက်တောင်လေးများပုတ်ခက်ကကျူးရနာရဲ့လက်ပမိုးပေါ်ကိုမိမိပါပြင်ပေါ်တဖြည်းဖြည်းချင်းကပ်မိလိုက်ရင်းနဲ့ကျဲနွဲတဲ့လေးတန်းနဲ့ကျွန်တော်သိပါတယ်ဒါပေမဲ့အခုချိန်မှာမတ်ချူကဥပဒေအကာအကွယ်ပေးသူတယောက်တည်းမဟုတ်တော့ဘူးကျွန်တော်ရဲ့နှလုံးသားကိုပါကဲတင်ရမယ်ကဲတင်ရှင်ဖြစ်နေပြီမတ်ချူရဲ့အကြည့်တွေဂယုစိုက်မှုတွေကကျွန်တော်ကိုအသက်ရှင်ခြင်းစိတ်ဖြစ်စေတာကျွန်တော်အဝေးတိုးမထုတ်လိုက်ပါနဲ့နော်အပြင်ဘက်မှာလျှံစီးအကြီးကျယ်လက်သွားပြီးတော့မိုးချိမ့်တန်အကျယ်ကြီးမြည်ဟိသွားပါတယ်။ရုံကန်မီများခဏတာမိတ်တုံဖြစ်သွားတယ်။ကျူးရနာကလမ်းပြန့်သွားပြီးတော့လင်းခေရဲ့ပခုံးကိုဆွဲကင်မိသွားကမကြောက်ပါနဲ့မချူကျွန်တော်ရှိတယ်။မိုးရရင်ကျွန်တော်အရန်ကြောက်တတ်တာ။ဒါပေမဲ့မချူရဲ့အနံ့သက်လေးရနေဒီလိုနှွေးထွေးမှုကိုခံစားနေရရင်ကျွန်တော်ဘာကိုမှမကြောက်တော့ဘူး။မချူကျွန်တော်ဒီညတယောက်တည်းမထားခဲ့ပါနဲ့နော်။သူ့ရဲ့နူးညံ့တဲ့အထီးတွေတနာစပွဲဆွဲနှဲပြီးတော့အကူတကြီးဖြစ်နေတဲ့မျက်ဝန်းတွေရှိမှကျမတိဆောက်ထားတဲ့ဥပဒေတိုင်းကြီးပြိုပြက်လို့နေပါဖြစ်ခဲ့ရတယ်။ရှေ့နေတူရဲ့စီကန်းတွေကိုမေ့လျော့ပြီးတော့သူ့ရဲ့ပခုံးဆုံးလေးကိုပြန်လဲဖတ်တွယ်လိုက်မိတဲ့အချိန်မှာပဲကျမတို့နှစ်ယောက်စလုံးမိခိုးရောင်မိုးတိမ်တွေရဲ့အမောင်တူတွေကိုတပြေးပြေးချင်းတိုးဝင်ဆင်းသက်မိသွားကြပါပြီ။ဥပဒေဆိုတဲ့စီကန်းတိုင်းကြီးကသူ့ရဲ့တနာစပွဲမျက်ဝန်းတွေရှိမှပထမဆုံးအကြိမ်ဖြစ်အရေးပြောကြားခဲ့ရတယ်။အပြစ်ရှိတယ်လို့လူတိုင်းကဆွဆွဲနေကြပေမယ့်ကျမရဲ့နှလုံးသားကတော့သူ့ကိုကာကွယ်ပေးဖို့အရာရာကိုအလိုလိုက်ဖို့ပဲဆုံးဖြတ်ချက်ချထားပြီးသားဖြစ်နေခဲ့ပါပြီ။တကယ်လူဆိုးပဲလွတ်ပါအောင်မမဘဲမှမပြေဘူးအတင်းပဲမမအဲ့လိုတွေမကြိုက်ဘူးနော်ဘာမှလည်းမသိဘူးတကယ်ပဲစိတ်ဆိုးလိုက်တော့မှာမမကလည်းကျွန်တော်ကမမကိုမြင်လိုက်ရတော့တတိယနေရစိတ်တွေပွင့်ထွက်သွားလို့ပါအားကိုးစရာဆိုလို့မမပဲလေ
ချစ်နေရတာလဲမမပဲကျွန်တော်ရဲ့စိတ်အာရုံတွေမမြဲတမ်းမမစီပဲရောက်နေတာဘာလဲကိုချစ်သူတတိယလို့ဖတ်လိုက်မိတာအပြစ်ရှိလို့လားပြောမမကပါကျွန်တော်ကိုညှို့ညင်းနေပြီလားမညှို့ညင်းပါဘူးလင်းခေရေမမမင်းကိုတနာလုံးလုံးချစ်လုံးလုံးဘာပဲဖြစ်ဖြစ်ကာကွယ်ပေးချင်တာပါဒါပေမဲ့ဒါရုံးကန်းလေကွယ်တရက်ရောက်တွေ့သွားရင်မကောင်းလေဘသူမှမတွေ့ပါဘူးမမရဲ့အပြစ်မှာမိုးတွေဒီလောက်ရွာနေတာဒီခန်းထဲမှာကျွန်တော်တို့နှစ်ယောက်ပဲရှိတာလေကျွန်တော်မှမမအလွင်အားကိုးစရာမရှိတော့တာမမအသိဆုံးပဲမမရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာပဲကျွန်တော်ခိုးလုံပြရစီမမကိုအရန်တတိယနေတာအတက်ကောင်းလေးကလေးလိုပဲဆွဲပြနေတာမမမင်းကိုအလိုလိုက်ထားလို့ပို့ဆိုးနေတာဟုတ်တယ်မလားအမှုကိစ္စတွေလည်းရှိသေးတယ်ညံကောင်းတဲ့မမရဲ့လူဆိုလေးကအေးစစ်စစ်နေမှာပေါ့မမအလိုလိုက်ထားတော့ကျွန်တော်ကပို့ဆိုးချင်တာပေါ့မမရဲ့အနာမှာအမြဲတမ်းနေပြီးမမပြောသမျှစကားနုနုလေးတွေကိုပဲနားထောင်ကျင်တော့တာကျွန်တော်ကိုဘတော်မှလက်မလွတ်လိုက်ပါနဲ့နော်မမသူ့ရဲ့ချိုးသားတဲ့စကားလုံးတွေအာကိုတကြီးနဲ့ချွဲနွဲနေတဲ့အထီးတွေ့တွေအောက်မှာကျမရဲ့စင်ကြင်တုံတရားတွေကလုံးဝပျောက်ဆုံးသွားခဲ့ရပါပြီဥပဒေပေါင်းတွေကိုမေ့လျော့ပြီးတော့သူ့ရဲ့ရင်ခွင်ထဲမှာညူတူတူအမူအရာလေးတွေနဲ့တူတူကျမတို့နှစ်ယောက်စလုံးတားမြစ်ထားတဲ့အကျင့်နယ်မြေတွေကိုအဆုံးစွန်ထိမျောပါသွားခဲ့ကြပါတော့တယ်တခါတလေကျရင်ကံကြမ္မာဆိုတာမိုးသက်မုန်တိုင်းတွေနဲ့အတူရောက်လာတတ်စမြဲပါအဲ့ဒီညကဥပဒေကြောင့်ဆွေးနွေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့သူဟာကျမရဲ့အိမ်ထိရောက်လာခဲ့တယ်မိုးတီးထန်စွာရွာသွန်းပြီးမိုးကျပြစ်လို့တအိမ်လုံးမှောင်တိကျသွားတဲ့ချိန်မှာတော့ကျမတို့ရဲ့နှစ်ယောက်ကြားကလိုအပ်ချက်ကပို့ပြီးတော့နှဆိုင်လာခဲ့ရပါတော့တယ်မီးပြတ်သွားပြီလင်းခေဖျောင်းနိုင်ပြီပဲရှိတော့တယ်လက်မသွားနဲ့နော်မိုးကလည်းအရန်သေးနေရပဲမင်းအဆင်ပြေရဲ့လားမမကျွန်တော်ကြောက်တယ်မိုးချင်းတန်တွေကြားရရင်ကျွန်တော်တကယ်ကြောက်တာဒါမဲ့အခုလိုမမရဲ့အနားမှာရှိနေရင်တော့ကျွန်တော်စိတ်အေးရတယ်မမရင်ခွင်ထဲမှာကျွန်တော်ကိုခဏလောက်ဖတ်ထားပေးပါအောင်နော်မမအိုးဒီကလေးကတော့တကယ်လူဆိုးလေးပဲအတင်းမဲ့လာဖတ်နေတာလွတ်ပါအောင်မမဘယ်မှမပြေဘူးအိမ်မှာလည်းဘသူမှမရှိဘူးဆိုပြီးတော့အခွင့်အရေးယူနေရပဲစိတ်ဆိုးလိုက်ရမလားလင်းခစ်ကဖျောင်းနိုင်မီအောင်မှာကျူးရတနာရဲ့မျက်ဝန်းလေးတွေကိုစိုက်ကြည့်ပြီးတော့ပို၍ညူတူဤဆက်တဲ့အတန်လေးနဲ့ပြောလိုက်ပါတယ်မမကလည်းကျွန်တော်ကစိတ်ပူလို့ပါမမကိုဒီအမောင်ထဲမှာတယောက်တည်းမထားခြင်းလို့ပြီးတော့လေမမကိုခဏလေးတောင်မှမျက်စိယောက်ကအပြောက်မခံနိုင်လောက်အောင်တတိယနေရလေဘာလဲကိုချစ်သူအနားမှာပဲရှိစေချင်တာအပြစ်ရှိလို့လားမမကျွန်တော်ကိုတွန်းထုတ်ချင်နေရလားဘသူကတွန်းထုတ်လို့လဲလင်းခေရဲ့မမကမင်းကိုအလိုလိုက်လုံးလို့ဥပဒေစည်းကမ်းတွေရောရှင်းနေဆိုတဲ့ဂုံတိတ်ခါတွေပါအားလုံးမေ့ကုန်ပြီမင်းကိုဘာပဲဖြစ်ဖြစ်အစွမ်းကုန်ကောက်ွယ်ပေးမယ်လို့ဆုံးဖြတ်ထားပြီးသားပဲဒါမဲ့မင်းကတော့မမကိုပူပြီးတော့ချဲပြနေရပဲနော်မမကကျွန်တော်ရဲ့တခုတည်းသောကဲတင်ရှင်မဲလေအပြင်လူတွေဘာပဲပြောပြောမမကျွန်တော်ဘက်မှာရှိနေပြီးကျွန်တော်ဘာလို့မှမကြောက်တော့ဘူးမမကျွန်တော်ကိုဘယ်တော့မှပြစ်မသွားပါနဲ့နော်မိတ်တုံတုံရင်နေတဲ့ဖျောင်းနိုင်မီအောင်မှာသူ့ရဲ့ချိုးသားတဲ့အသက်ရှူတန်ခြင်းထိတွေ့မှုချွဲ့နွယ်ဤဆက်တဲ့အမူအရာတွေကကျမရဲ့စိတ်အာရုံတွေကိုလုံးလုံးလျားလျားဖန်ဆားထားနိုင်ခဲ့ပါပြီရှင်းနေတူရဲ့တာဝန်ဝတ္တရားတွေကိုတကားရဲ့အပြင်ဘက်မှာထားခဲ့ပြီးတော့သူ့ရဲ့ရင်ခွင်ထဲမှာညူတူတူအနှုတ်အသိမ်းလေးတွေနဲ့အတူကျမတို့နှစ်ယောက်စလုံးတောင်းမြစ်ထားတဲ့အချစ်နယ်မြေတွေကိုပို့ပြီးတော့နက်နက်ရှိုင်ရှိုင်ကျူးကျော်ဝင်ရောက်သွားကြပါတော့တယ်ချစ်ချင်းမြတ်တာကပို့ပြီးတော့နှဆိုင်လာတာနဲ့အမျှကျမရဲ့ရင်ထဲမှာစိုးရင်စိတ်တွေကလည်းဒီလိုတိုးလာခဲ့ရပါတယ်ဒီနေ့မှာတော့အမှုတွဲတွေကနေသူ့ပေါ်တန်တရားဖြစ်စရာကင်မရာမှတ်တမ်းတချို့ကိုကျမစတင်တွေ့ရှိခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့မျက်ရည်တွေနဲ့ချွဲနွဲမှုတွေရဲ့ရှေ့မှာကျမရဲ့ဥပဒေအသည့်တရားတွေကဘလို့မှမစွမ်းသာခဲ့ပါဘူးလင်းခေမမမင်းကိုမေးစရာရှိလို့ဒီလုံကြုံရေးမှတ်တမ်းထဲမှာအခင်းဖြစ်တဲ့ညမင်းကားနဲ့ရောင်ကြီးဖြတ်မောင်းသွားတာတွေ့နေရတယ်မမအမှန်တိုင်းပြောပါမင်းတကယ်ပဲအိမ်မှာရှိနေတာရောဟုတ်ရဲ့လားမမကကျွန်တော်ကိုမယုံတော့ဘူးပေါ့လူတိုင်းကဆွဆွဲနေရတဲ့ကြားတယ်ကျွန်တော်အသက်ရှင်နေရတာမမရဲ့အချစ်ကြောင့်ပါအခုမမကပါကျွန်တော်ကိုတန်တရားဝင်နေပြီဆိုတော့တိတ်လိုက်တာပဲကောင်းပါတယ်မမရဲ့မျက်ဝန်းနေရလဲကျွန်တော်ကိုညှိုးညင်းနေသလိုပဲအိုးကလေးရဲ့ဘာတွေလျှောက်ပြောနေရလဲ
မမမင်းကိုညှို့ညင်းရမလားတိမ်မဲဆိုတဲ့စကားမျိုးလုံးဝမပြောနဲ့နော်မမမကြိုက်ဘူးတကယ်လူဆိုးလေးမမကိုစိတ်ပူအောင်မြဲလုပ်တယ်မမမင်းကိုအစွမ်းကုန်ကာကွယ်ပေးခြင်းလို့စစ်မေးနေရတာပါအဲ့ဒါဆိုရင်အဲ့ဒီတက်တွေကိုဖျောက်ပြက်ပေးလို့မရဘူးလားယင်ကျွန်တော်တကယ်မလုပ်ခဲ့တာမို့မမကျွန်တော်ကိုကဲတင်ပေးပါကျွန်တော်မှအားကိုးစရာဆိုလို့မမတယောက်ပဲရှိတော့တာမမကိုချစ်သူလေးအချုပ်ထဲပြောင်းဝင်သွားရမအောင်မကြည့်ရဘူးမလားယင်ပြောပါဦးမမမင်းကိုဘယ်သူမှလာဖမ်းလို့မရစေအောင်လင်းခေမမရဲ့ရှေ့နေလိုက်စင်မဲ့ပြုတ်ဘာပဲဖြစ်ဖြစ်ဒီတက်တွေကိုတရားရုံးမရအောင်မမတိတ်ပုံစီစဉ်ပေးမယ်တကယ်ပဲမမထက်အသက်လဲငယ်ပြီးတော့မမဥပဒေပေါင်းကြောအောင်အမျိုးမျိုးချွဲပြီးဆွဲခေါ်နေတဲ့လူဆိုးလေးမမကျွန်တော်အလိုလိုက်ဆုံးမဲ့နော်ကျွန်တော်မမကိုအရင်ချစ်လို့မမရဲ့နားကနေတဖွာမှမခွာချင်လို့ပါကျွန်တော်တို့ရဲ့လှုပ်ဝက်ချက်လေးကိုဘယ်သူမှမသိစေနဲ့နော်မမအပြင်ဘက်မှာမိုးတွေတဲတဲမဲမဲရွာနေတယ်လို့ပဲကျမရဲ့ဘွားကလည်းမိကိုရောင်ထောင်းချောက်ထဲကိုပို့ပြီးတော့နက်နက်ရှိုင်ရှိုင်တိုးဝင်သွားခဲ့ရပါပြီသူ့ရဲ့နူးညံ့တဲ့ဣဆက်ညှို့ယူမှုတွေချွဲနှဲတဲ့အကြည့်တွေရှိမှရှေ့နေတူဦးရဲ့တာဝန်တွေကိုလုံးဝမေ့လျော့ပြီးတော့သူ့ကိုကာကွယ်ဖို့အတွက်ဥပဒေစည်းကမ်းတွေကိုပါကျမမျက်စိမိတ်ချိုးပေါက်လိုက်မိပါတော့တယ်တခါတရံမောင်အချစ်မျက်စိကန်းနဲ့ဆိုတာအမောင်တူရဲကိုကိုယ်တဘောနဲ့ကိုလမ်းလျှောက်ဝင်သွားတာမျိုးပဲဖြစ်ပါလိမ့်မယ်အမှုတဲတွေပို့ပြီးတော့ရှုပ်ထွေးလာလေကျမရဲ့ရုံးခန်းထဲမှာသူဟာပို့ပြီးတော့ရဲတင်လာလေပါပဲဒါပေမဲ့ကျမရဲ့နှလုံးသားကတော့တတိပေးတဲ့တွေကိုမကြားချင်အောင်စောင့်ပြီးတော့သူ့ရဲ့အလိုတိုင်းကိုပဲဖြည့်ဆည်းပေးဖို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီမမခုချိန်မှာကျွန်တော်တို့ကြားလှုပ်ဝက်ချက်တွေဥပဒေစာအုပ်တွေကတားဆီးလို့မရတော့ဘူးနော်ကျွန်တော်မမရဲ့နှလုံးသားကိုမမရဲ့တကိုယ်ရလွတ်လပ်ခွင့်တွေကိုပါလိုချင်တယ်အမှုပြီးသွားရင်လေအဝေးဆုံးအတူတူထွက်ပြေးကြရအောင်နော်မမမရှိရင်ကျွန်တော်မနေတတ်တော့ဘူးမမရဲ့ဘွားတစ်ခုလုံးကျွန်တော်စီမှာအနံ့ပေးပါမမအိုးလင်းခေရဲ့မင်းတိတ်ပြီးတော့ရဲတင်းလာတာပဲနော်မမရဲ့ရုံးခန်းထဲမှာမမကိုအပိုင်စီးဖို့အထိအခွင့်အရေးယူနေတာတကယ်လူဆိုးလေးမမကမင်းကိုတနာလို့ချစ်လွန်းလို့အလိုလိုက်ထားတာကိုသိလို့ညံစင်နေရမလားဒါပေမဲ့မမခေါင်းညိတ်ပါတယ်ကွယ်မင်းရဲ့အကြိုက်ကိုပဲမမအားလုံးဆောင်ရွက်ပေးမယ်မစိုးရိမ်နဲ့တော့နော်မမအလိုလိုက်မှတော့ကျွန်တော်ကပို့ပြီးအခွင့်အရေးယူရမှာပေါ့ကျွန်တော်ရဲ့မျက်လုံးတွေကမမတယောက်တည်းကိုပဲမြင်နေတာကျွန်တော်ကိုကာကွယ်ပေးမဲ့ကျွန်တော်မျက်နှိုးရတဲ့မမရဲ့ရင်ခွင်ထဲမှာကျွန်တော်လိုချင်တာမှန်သမျှအားလုံးတောင်းဆိုပြရစီနော်ဟုတ်ပါပြီမင်းတောင်းဆိုသမျှအားလုံးမမဖြည့်ဆည်းပေးမယ်စိတ်ချပါလင်းခေရဲ့မမရဲ့တိတ်ခါတွေဥပဒေတွေအားလုံးထက်မင်းရဲ့အပြုံးလေးတွေကမမတက်ပို့ပြီးတော့အရေးကြီးသွားပြီမမရဲ့ရင်ခွင်ထဲမှာပဲအမြဲတမ်းချွတ်ချွတ်နွဲ့နွဲ့လေးနေနော်မမရဲ့လူဆိုးလေးအပြင်ဘက်မှာမိုးတက်မုန်တိုင်းတွေဘလောက်တိုက်ခတ်နေပါစေကျမတို့ရဲ့ကဘာလေးထဲမှာတော့အချစ်ရဲ့ညှို့တက်တွေပဲဖုံးလန်းနေခဲ့ပါတယ်သူ့ရဲ့ပုံမရဲတင်းလာတဲ့အထီးတွေအနွယ်အသိမ်အကျွဲနွဲတွေအောက်မှာကျမဟာရှေ့နေတူမဟုတ်တော့ဘဲနဲ့အချစ်မျက်စိကန်းနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ရပါပြီအကျိုးအပြစ်တွေကိုဘာမှမမြင်နိုင်တော့ဘဲနဲ့တားမြစ်ထားတဲ့အချစ်နေမီရဲ့အနက်ရှိုင်းဆုံးထောင်ချောက်ထဲကိုကျမတို့နှစ်ယောက်စလုံးလုံလုံလျားလျားနဲ့နစ်မျောနေကြုံသွားခဲ့ကြပါတော့တယ်တခါတရံမှာမိုးတက်မုန်တိုင်းတွေကဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုဖော်ထုတ်ဖို့တိုက်ခတ်လာတတ်ကြပါတယ်အချစ်ကိုမျက်စိကမ်းပြီးဥပဒေပေါင်းတွေကိုပါကြော်လွန်ပြီးသူ့ကိုအစွမ်းကုန်ကာကွယ်ပေးခဲ့တဲ့ကျမရဲ့ရုံးခန်းလေးကိုဒီညမှာတော့ဝတ်ထားခဲ့တဲ့တပ်တွေအသစ်တစ်ခုစိုက်စိုက်မြတ်မြတ်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတပ်တွေကိုထောက်ထားကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျမတိဆောက်ခဲ့တဲ့အိမ်မက်ကလေးကဝုန်းကနေပြိုလဲပျက်စီးသွားခဲ့ရပါတော့တယ်တပ်ပါတွေလဲလင်းခေအခင်းဖြစ်တဲ့ညကမင်းဓာတ်ကိုကင်ထားတဲ့တပ်တွေပုံနေပြီးတော့တေဆုံးတွေရဲ့ဘဏ်အကောက်ထဲကနေမင်းစီကိုငွေတွေလွှဲထားတဲ့အထောက်ထားတွေမင်းမလုပ်ခဲ့ဘူးဆိုမမကိုဆွဲနှဲ့ပြီးတော့အကာအကွယ်တောင်းခဲ့ရတွေကဒီတပ်တွေကိုဖျက်ဆီးခိုင်းမှုအတွက်လားပြောစမ်းမတိတ်သွားပြီပဲမချူဟုတ်တယ်လေကျွန်တော်တကယ်တက်ခဲ့တာကျွန်တော်ဥပဒေအကာအကွယ်ရဖို့နဲ့ဒီတပ်တွေကိုဖျက်ဆီးပစ်ဖို့မချူရဲ့အားနည်းချက်ကိုတုံးခဲ့တာအချစ်ဆိုတဲ့မျက်နှာဖုံးကိုစွတ်ပြလိုက်တာနဲ့မချူလိုအောင်မြင်နေတဲ့ရှေ့နေမလေးတယောက်ကဥပဒေတွေကိုမေ့ပြီးကျွန်တော်အကြိုက်အလိုလိုက်လာမယ်ဆိုတာကျွန်တော်ကြိုသိနေရလေလင်ခေမင်းတိုက်ရဆက်တာပဲမမမင်းကိုတနာလို့ချစ်လွန်းလို့ဘဝတိတ်ခါတွေအကုန်ပုံအောပြီးအလိုလိုက်ခဲ့တာမင်းပြောသမျှစကားတွေအကုန်ယုံခဲ့တာ
အားလုံးကလှည့်စားမှုတွေတက်တက်ပဲပေါ့မမကိုတကယ်မချစ်ခဲ့ဘူးပေါ့အချစ်ဟုတ်လားအချုပ်ခန်းထဲမဝင်ရဖို့အတွက်ကျွန်တော်မှရွေးချယ်စရာမရှိဘူးမချူရဲ့ဒါမဲ့အခုတော့နောက်ကျသွားပြီနော်မမကိုယ်တိုင်တက်တဲ့တချို့ဖျောက်ဖျက်ပေးထားတာဆိုတော့မမလည်းကျွန်တော်နဲ့အတူဒီထောင်ချောက်ထဲမှာပိတ်မိနေပြီကျွန်တော်ကဲတင်မိုးကလွယ်မမမှလမ်းမရှိတော့ဘူးသူ့ရဲ့နှုတ်ဖျားတွေကထွက်လာတဲ့စကလုံးတွေကကျမရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းလိုက်သလိုပါပဲတနာစပွဲကလေးလေးတယောက်လိုချွန်းနှဲပြခဲ့တဲ့သူ့ရဲ့အချစ်မျက်နှာဖုံးနောက်ကွယ်မှာသွေးအေးတဲ့လူသက်သမားစစ်စစ်တူရှိနေရမှန်းသိလိုက်ရတဲ့ချိန်မှာတော့အရာရာဟာနောက်ကျသွားခဲ့ပါပြီမိုးရေထဲမှာကွာကျသွားတဲ့သူ့ရဲ့မျက်နှာဖုံးကြောင့်ကျမဟာကိုယ်တိုင်ဆင်းခဲ့တဲ့မိခိုးရောင်ထောင်းချောက်ထဲမှာပဲအသက်ရှူရကျက်စွာနှင်းမွန်းသွားခဲ့ရပါတော့တယ်ကြောက်ကမ်းမဝကိုရောက်တဲ့အခါလူဟာအသက်ရှင်သန်မှုအတွက်နီလန်းနှစ်ခုပဲရှိတော့တယ်ပြုတ်ကျပျက်စီးသွားမလားဒါမှမဟုတ်တိုက်ခိုက်မလားလင်ခင်ရဲ့ရက်ဆက်တဲ့ချိန်ချမှုတွေသွေးအေးတဲ့မျက်နှာဖုံးကွာကျမှုတွေအောက်မှာကျမရဲ့နှလုံးသားကအပိုင်ပိုင်ဆဆကွဲကြေသွားခဲ့ရတာမှန်ပါတယ်ဒါပေမဲ့အချစ်မျက်စိကန်းခဲ့တဲ့ရှေ့နေမလေးသူရတနာရဲ့မျက်ဝန်းတွေကအမောင်တူထဲမှာပြန်လည်နှိုးထလာခဲ့ပါပြီကျမသူ့ကိုအလိုလိုက်ခဲ့တာတွေချစ်ခဲ့တာတွေကထောင်ချောက်တစ်ခုဆိုရင်အခုချိန်မှာအဲ့ဒီထောင်ချောက်ရဲ့တော့ကိုကျမပြန်လည်သိမ်းပိုက်ရမယ့်အချိန်ရောက်ရှိလို့လာခဲ့ပါပြီမင်းထင်တာတိတ်လွယ်လွန်းတာပဲလင်းခေမမကမင်းရဲ့ချွဲနှဲမှုတွေအောက်မှာဥပဒေကိုမျက်စိမိတ်ခဲ့ရဲဆိုတာမင်းကိုချစ်လွန်းလို့နေမဟုတ်ဘူးမင်းတကယ်ဘယ်လောက်ထိသွေးအေးနိုင်မလဲဆိုတာကိုသိကျင်လို့မင်းဖြတ်ခိုင်းခဲ့တဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းမမတကယ်ပဲဖြတ်စည်းလိုက်ပြီလို့မင်းထင်နေရလားမမပါစကားပြောရလဲအဲ့ဒီညမမကိုယ်တိုင်ကျွန်တော်ရှေ့မှာပဲအမှုဖိုင်တွဲတွေကိုမိရှို့ပစ်ခဲ့ရလေခုမှလာပြီးညံစင်မှုမကြိုးစားနဲ့မမလည်းဒီမှုထဲမှာတက်သိဖျောက်ပြတ်မှုနဲ့ထောင်ချောက်ထဲပိတ်မိနေပြီဆိုတာမမကိုယ်တိုင်သိတာပဲမိလောင်သွားတာကမိတူတွေပဲလင်းခေအစ်စ်ကမမရဲ့လှိုးဝက်ဘေးကင်းတက်တာတွေမှာရှိနေတော့မယ်မင်းမမပေါ်ရရဆက်ဆက်အကွက်ဆင်ခဲ့တယ်လို့ပဲမမကလည်းမင်းကိုကောက်ွယ်ပေးနေတစ်ဖက်ကမင်းရဲ့မှုသားတွေကိုတက်သိပြဖို့အထောက်ထားအစ်စ်မှန်တွေတိတ်တိတ်ပုံစူးစောင်းနေခဲ့တာမင်းမမကိုချွဲနှဲပြီးအခွင့်အရေးယူခဲ့တဲ့ညတိုင်းမမရဲ့ရုံးခန်းထဲကစကားပြောတဲ့တွေအားလုံးကဒီမှာဆက်အတန်ဖန်ဆက်စနစ်ထဲမှာအကုန်ရှိနေတယ်မမကျွန်တော်ကိုမလုပ်ရဲပါဘူးမမကျွန်တော်ကိုချစ်တယ်ဆိုကျွန်တော်ကိုအလိုလိုက်ပြီးအကြိုက်ဆောင်နေခဲ့တာတွေအားလုံးကတရုပ်ဆောင်နေခဲ့တာလားမဟုတ်ဘူးမမကျွန်တော်အဲ့လောက်ထိအကွက်မစင်နိုင်ပါဘူးမင်းကိုချစ်ခဲ့တာတော့အမှန်တရားပဲလင်းခေဒါပေမဲ့မမကဥပဒေနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့ရှေ့နေတယောက်မင်းကမမရဲ့အချစ်ကိုမျက်နှာဖုံးစွပ်ပြီးကစားခဲ့တယ်လို့မမလည်းမင်းရဲ့ကစားပွဲတွေဝင်ပြီးမင်းကိုယ်တိုင်ဝန်ခံလာအောင်ပိတ်မိအောင်လုပ်ခဲ့တာအခုအမှန်တရားကမင်းရဲ့နှကန်းပြားကနေဘာမှဖုံးကွယ်လို့မရအောင်ထွက်လာခဲ့ပြီမမရဲ့ကျွန်တော်မှားသွားပါတယ်ကျွန်တော်မမကိုတကယ်ချစ်မိသွားလို့မမစီကနေမခွာချင်လို့ဒီလိုလုပ်မိတာပါကျွန်တော်မဖမ်းပါနဲ့နော်ကျွန်တော်မမပြောသမျှအကုန်နားထောင်ပါမယ်အရင်လိုမမရဲ့ရင်ခွင်ထဲမှာအလိုလိုက်ခံပြီးပြုံးပါမယ်မမရဲ့ကျွန်တော်ကိုကဲပါနောက်ကျသွားပြီလင်းခေမင်းရဲ့ချွဲနှဲမှုတွေအောက်မှာသွေးစွန်းနေတဲ့လက်တွေရှိနေတာမမမျက်စိမိတ်မထားနိုင်တော့ဘူးမင်းရဲ့မျက်နှာဖုံးကွာကျသွားတဲ့အချိန်မှာမမရဲ့အချစ်တွေလည်းတိတ်ဆုံးသွားခဲ့ပြီအပြင်ဘက်မှာမိုးချုံတန်တွေဝုန်းကနေမြည်ဟီးသွားပြီးတော့ရုံးကန်တကားကိုရဲတပ်ဖွဲ့ဝင်တွေဝိုင်းဝန်းရိုက်ချုပ်ဖွင့်လှစ်လိုက်တဲ့အတန်တွေထွက်ပေါ်လာတယ်လင်းခေရဲ့မျက်ဝန်းထဲမှာအကြောက်တရားတွေပြည့်နှက်သွားတဲ့အချိန်မှာတော့ကျမရဲ့ရင်ထဲကမိခိုးရောင်မိုးတိမ်တွေကလည်းမိုးရီတွေဖြစ်ပြောင်းလဲပြီးတွန်းထွက်သွားခဲ့ပါပြီအချစ်နဲ့ဥပဒေကြားကကစားပွဲမှာဘသူကလှည့်စားသူဘသူကအတုံးချခံလဲဆိုတာခွဲခြားဖို့ခက်ခဲပေမယ့်အဆုံးသတ်မှာတော့မျက်နှာဖုံးတွေအားလုံးကကြပြီးအမှန်တရားပဲကြံ့ရည်ခဲ့ပါတော့တယ်။ဗဟေဒီတစ်ခုရဲ့နောက်ကွယ်မှာပိုပြီးနှဆိုင်တဲ့လိုအပ်ချက်တွေရှိနေတဲ့စမြဲပင်ရုံးကန်တကားကိုရဲတွေရိုက်ဖွင့်ဝင်လာပြီးတော့လင်းခေရဲ့လက်ကိုထိတ်တုံးခတ်လိုက်တဲ့အချိန်မှာကျမဟာကစားပွဲမှာနိုင်လိုက်ပြီလို့ထင်နေခဲ့ပေမယ့်ရဲရရှိရဲ့နှကန်းပြားကထွက်လာတဲ့စကားတစ်ခွန်းကကျမရဲ့ကဘာကြီးကိုစောက်တိုးမိုးမြော်ပြိုလဲသွားစေခဲ့ပြန်ပါတယ်။အမှန်တရားဆိုတာကျမထင်ထားခဲ့သလိုဖြူစင်မနေခဲ့ပါဘူး။တရားခံလင်းခေကိုဖမ်းဆီးလိုက်ပါပြီ။ဒါပေမဲ့ရှင့်နေမှာလေးမတ်ချူခမကိုလည်းလူတက်မှုမှာပူးပေါင်းပါဝင်ပတ်သက်မှုတပ်တွေထောက်ထားအစ်စ်မှန်တွေကိုတမင်တကာဝှက်ဖုံးထားမှုနဲ့ပူတွဲဖမ်းဆီးဖို့ဝန်ရမ်းပါလာပါတယ်။ရှင်ပါပြောလိုက်တယ်။မဟုတ်ဘူးလေ။ကျမအစာတွေကသူ့ကိုဖမ်းမိအောင်တပ်တွေကိုတိတ်တိတ်ပုံစူးစောင်းနေခဲ့တာ။ကျမဥပဒေရဲ့ဘတ်တော်သားပါ။ကျမမှာဘာအပြစ်မှမရှိဘူး။ဟ
မချူးရတနာရဲ့မမပဲကျွန်တော်အကွက်စင်ပိတ်မိအောင်လုပ်ခဲ့တယ်မဟုတ်လားမမရဲ့ရုံကန်တွေကလှုပ်ရဲ့အတန်ဖတ်ဆက်ကိုဘသူကရဲတွေစီအရင်ဆုံးလှမ်းပို့လိုက်လဲမမသိလားကျွန်တော်ကိုယ်တိုင်ပို့လိုက်တာလေမင်းဘာပြောတယ်လင်းခေမင်းကရဲတွေကိုမင်းကိုယ်တိုင်ခေါ်ခဲ့တာဟုတ်လားမှန်တာပေါ့မမရဲ့မမစီမှာတက်တဲ့အစ်စ်ရှိနေမှကျွန်တော်သိပြီးသားမမကျွန်တော်အတုံးချပြီးဖမ်းမှုစ조사သလိုကျွန်တော်ကလည်းမမရဲ့ချစ်ကိုကစားပြီးမမကိုယ်တိုင်ဝှက်ထားတဲ့တက်တွေကိုတရားမဝင်ဝှက်ထားမိအောင်ဥပဒေကိုချိုးပေါက်မိအောင်တွန်းပို့ခဲ့တာဥပဒေကအမှုဖြစ်တဲ့ချိန်မှာတက်တွေကိုချစ်ချင်းမတင်မှဝှက်ထားတဲ့ရှေ့နေကရာဇဝတ်ကောင်နဲ့ထပ်တူပဲလေကျွန်တော်ထောင်ကျရင်တော့အောင်မြင်ကြော်ကြားတဲ့ရှေ့နေမလေးချူရတနာရဲ့ဘဝနဲ့တိတ်ခါအောင်ပါကျွန်တော်နဲ့အတူကြောက်တဲ့ဆွဲချနိုင်ခဲ့ပြီအိုးတွေ့အေးလိုက်တဲ့လူဆိုမင်းတိတ်ရက်ဆက်တာပဲမမမင်းကိုတကယ်ကြီးတနာခဲ့တာတကယ်ကြီးချစ်ခဲ့မိတာလေမင်းရဲ့အချွဲနဲ့တွေနောက်မှာဒီလောက်ထိရုံမာတဲ့အကွက်တွေရှိနေလိမ့်မယ်လို့မမမထင်ခဲ့ဘူးမမကိုဒီလောက်ထိနာကျင်အောင်လုပ်ရတယ်နော်ကျွန်တော်ပြောပြီးသားလေမမရဲ့ကျွန်တော်ရဲ့စိတ်ရယုံတွေကအမြဲတမ်းမမစီမှာပဲရှိနေတာပါအခုတော့ကျွန်တော်တို့နှစ်ယောက်လုံးတရားရုံးမှာတရားခံခုံတန်းချင်းပြိုင်တူထိုင်ရတော့မယ်အတူတူထွက်ပြေးကြရအောင်ဆိုတဲ့ကတိကဒီလိုပုံစံနဲ့တည်သွားတာပေါ့မမရဲ့မိုးရီထဲမှာလက်ထိတ်ကြီးခက်ခံထားရတဲ့ကျမတို့နှစ်ယောက်တရားခံကားပေါ်ကိုအတူတူလမ်းလျှောက်သွားခဲ့ကြရတယ်လင်ခဲဆိုတဲ့လူငယ်လေးရဲ့အချစ်မျက်နှာပုံနောက်ကွယ်မှာကျမရဲ့ဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်မဲ့ကနေရမြေခွေးတစ်ကောင်ပုံကွယ်နေခဲ့တာပါသူဟာတားကောင်မဟုတ်ခဲ့သလိုကျမကလည်းမဟုတ်ဆိုးမဟုတ်ခဲ့ပါဘူးကျမတို့နှစ်ယောက်လုံးရဲ့အချစ်ရဲ့နာကျင်မှုတွေကြားကမိခိုးရောင်မိုးတိမ်တွေအောက်မှာလမ်းပြောက်တိတ်ဆုံးသွားခဲ့ကြတဲ့တားကောင်တွေဖြစ်နေပဲအဆုံးသက်သွားခဲ့ရပါတော့တယ်ကစားပွဲတစ်ခုဟာကိုယ်တိုင်ဇညွှန်းရေးပြီးတော့ကိုယ်တိုင်တရုပ်ဆောင်နေရတဲ့ပြီးတော့ဘတော်မှပြီးဆုံးသွားမှာမဟုတ်ပါဘူးရဲကားပေါ်မှာလင်းခရဲ့ရက်ဆက်တဲ့အပြုံးတွေအောက်မှာကျမရဲ့ကဘာကြီးကမှောင်တိကျသွားခဲ့ရတယ်ဒါပေမဲ့တရားရုံးမရောက်ခင်ယာယီအချုပ်ခန်းထဲကိုရောက်သွားတဲ့ထိုမိုးတိထန်တဲ့ညမှာပဲကျမတို့နှစ်ယောက်စလုံးရဲ့ကစားပွဲကိုအနောက်ကနေကျိုးကင်နေတဲ့ဘေဒီလူသားတယောက်ကအမောင်တူရဲကနေလမ်းလျှောက်ထွက်လာခဲ့ပါတယ်အမှန်တရားရဲ့မျက်နှာပုံကတော့အခုမှတကယ်စပြီးကြွားကြတော့မှာပါရှင်ကဘာတူလဲဒီချိန်အချုပ်ခန်းထဲကိုဘယ်လိုလုပ်ဝင်လာလိုက်တာလဲလင်းခင်းနဲ့ပတ်သက်နေရလူလားပြောစမ်းပါစိတ်အေးထားပါရှင်းနေမှလေးချူရရနာကျွန်တော်နာမည်မင်းမြတ်လို့ခေါ်ပါတယ်လင်းခင်းရဲ့နောက်ွယ်ကအရာရာကိုကျိုးကင်နေတဲ့လူလို့ပြောရင်လည်းမမှားဘူးပေါ့ခမရသိထားတဲ့လူသက်မှုဆိုတာလင်းခင်းတယောက်တည်းလုပ်ခဲ့တာမဟုတ်ဘူးသူကမျက်နှာဖုံးတက်တက်တစ်ခုပဲပါရဲ့လင်းခစ်ကမျက်နှာဖုံးတက်တက်ပဲဟုတ်လားဒါဆိုအစတည်းကကျမကိုလှည့်စားဖို့တက်တဲ့တွေကိုဖျက်ဆီးခိုင်းမှုအကွက်ဆင်ခဲ့တာရှင်တို့အားလုံးပူပေါင်းပြီးလုပ်ခဲ့ကြတာပေါ့ဟုတ်လားတဝက်ပဲမှန်ပါတယ်ရှင်းနေမှာလေလင်းခစ်ကခမရကိုအတုံးချခဲ့တာမှန်ပေမဲ့သူကိုယ်တိုင်လည်းကျွန်တော်ရဲ့အတုံးချခံတားကောင်တက်တက်ပဲလေဒီမှာကြည့်ပါခမရရဲ့လိုဝက်တက်တာတွေကတက်တဲ့အစ်စ်မှန်တွေကိုရဲတွေစီမရအောင်ဘသူကလမ်းခုလက်မှာကြားပြက်စီးနေလိုက်လဲဆိုတာလင်းခစ်ကရဲတွေကိုခေါ်ခဲ့တယ်ဆိုတာကျွန်တော်ခိုင်းလို့လုပ်ခဲ့ရတာပါဆရာမင်းမြတ်ကျွန်တော်ကဲပါအောင်ဆရာခိုင်းနေတိုင်းမမကျူးရတနာရဲ့ဘွားကိုဖျက်ဆီးပြီးပြီလေကျွန်တော်ထောင်ထဲမှာဒီတိုင်းပြစ်မထားပါနဲ့နော်ကျွန်တော်ကြောက်တယ်ဆရာပြောသမျှအကုန်လုပ်ပါမယ်ငိမ့်နေစဲလင်းခေမင်းရဲ့အခန်းကဏ္ဍကပြီးသွားပြီအခုကစားပွဲကငါနဲ့ရှင်းနေမှလေကျူးရတနာကြားမှာပဲရှိတော့တာကျူးရတနာခမရလွတ်မြောက်ချင်လားခမရရဲ့ဂုံတိတ်ခါတွေရှင်းနေဘွားတွေကိုပြန်လို့ချင်လားဒါဆိုရင်လင်းခေရဲ့ရင်ခွင်ထဲမှာခိုးလုံခဲ့တယ်လို့အခုကျွန်တော်ရဲ့လက်ကိုတွဲပြီးကျွန်တော်လူတိုင်းလိုက်မလားပြောလေရှင်တို့ယောက်ျားတွေကလေတကယ်ကိုလေနှလုံးအုပ်ဖို့ကောင်းတာပဲသိလားတယောက်ကအချစ်နဲ့မျက်နှာပုံးစွပ်ပြီးလှည့်စားတယ်အခုရှင်ကတော့ကျမကိုကဲတင်ရှင်အောင်ဆောင်ပြီးကျမကိုထပ်ပြီးတော့ကစားကျင်နေရပါဟုတ်လားတော်ပြီကျမရှင်တို့ရဲ့အတုံးချခံတော့အဖြစ်မခံနိုင်တော့ဘူးညင်းဆန္ဒကဆွဲဆောင်မှုရှိပါတယ်ဒါပေမဲ့ခမရမှာရွေးချယ်စရာမရှိဘူးချူးရလနာမနေ့ပြန်တရားရုံးရောက်တဲ့အခါခမရကိုကဲတင်မဲ့လူကဘယ်သူလဲဆိုတာခမရကိုယ်တိုင်မြင်ရလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့ခမရကိုယ်တိုင်ပဲကျွန်တော်စီမှာဒူးထောက်ပြီးအကူအညီတောင်းရလိမ့်မယ်မင်းမြတ်ဆိုတဲ့လူသားအမောင်တူတဲ့ကိုပြန်လဲပြောက်ွယ်သွားတဲ့အချိန်မှာအကျုပ်ခန်းထဲမှာလင်းခေရဲ့ရှိုက်ကြီးတငင်ငိုကြေးတန်နေပဲကြံ့ရိပ်ခဲ့ပါတယ်ကျမထင်ထားခဲ့တဲ့လူသက်သမားဆိုတာအစစ်မှန်မဟုတ်ဘဲနဲ့ပုံမကြီးမားတဲ့ရာဇဝတ်မှုကိုင်းကြီးတစ်ခုရဲ့အစအနတသက်ပဲဖြစ်နေတာပါ
ဥပဒေနဲ့အကျင့်ရဲ့ကြားကလှည့်စားမှုတွေကအခုမှပဲဒုတိယအဆင့်ကိုကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ကစားကွင်းပြောင်းသွားပေမဲ့ကစားပွဲကတော့ပြီးမသွားသေးဘူး။မနက်ခင်းတရားရုံးတော်ရဲ့လေထုဟာစိုးရိမ်စိတ်တွေနဲ့အတူအေးဆက်တုံရင်နေခဲ့တယ်။မင်းမြတ်ပြောခဲ့တဲ့စကားတွေတိုင်းပဲကျမကတရားရုံးခုံတန်းပေါ်မှာလင်းခင်းနဲ့ပြိုင်တူထိုင်နေခဲ့ရပါပြီ။ဥပဒေရဲ့တက္ကမကြီးရှိမှာအရာရာဟာကျမအတွက်လမ်းဆုံးပြီလို့ထင်မှတ်ခဲ့ရပေမယ့်တရားသူကြီးခုံပေါ်ကနေထွက်လာတဲ့ကြေညာချက်တစ်ခုကတော့တရားခွင်တစ်ခုလုံးကိုသွေးပြတ်မတက်တုံ့လှုပ်သွားစေခဲ့ပါတော့တယ်။ယနေ့စစ်ဆေးမဲ့ရှေ့နေမာလေးချူရတနာနဲ့အမှုတယ်လင်းခေတို့ရဲ့တက်သေးဖျောက်ပြတ်မှုအမှုတွဲကိုအထူးအစိုးရရှေ့နေအဖြစ်ပြောင်းလဲတာဝန်ယူပြီးအမှုလိုက်ပါဆောင်ရွက်မဲ့သူကတော့အထူးရှေ့နေချုပ်မင်းမြတ်ဖြစ်ပါတယ်။လင်းခေမင်းကြည်စံမင်းမြတ်ကအစိုးရဘက်ကအထူးရှေ့နေချုပ်ဟုတ်လား။ तू ကရှင်တို့ကိုကြိုးကင်နေတဲ့လူဆိုတာဒါဆိုအစတည်းကတရားဥပဒေရဲ့ထိပ်ပိုင်းအာဏာကိုသုံးပြီးရှင်တို့ကကစားနေကြတာပေါ့ဟုတ်လားမမကျွန်တော်တကယ်မသိဘူးဆရာမင်းမြတ်ကအစိုးရရှေ့နေချုပ်ဖြစ်နေလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ထားခဲ့ဘူး။ तू ကကျွန်တော်တို့ကဒီတရားခွင်ထဲမှာတေတံတိတက်ပြစ်ဖို့အကွက်ဆင်လိုက်တာမမကျွန်တော်ကဲပါအောင်မမရဲ့ရုံးတော်အလေးပြုပါတယ်ကျွန်တော်စီမှာတရားခံလင်းခင်းရဲ့လူသက်ထောက်ထားတွေရောရှေ့နေရှူးရတနာကတရားမဝင်တပ်တွေတွေကိုဂျားခံဖျောက်ဖျက်ပေးဖို့စ조사ခဲ့တဲ့အတန်ဖန်းမှတ်တမ်းအစစ်တမ်းတွေပါအစင်သစ်ရှိနေပါပြီဥပဒေအရသူတို့နှစ်ယောက်စလုံးကလွတ်မြောက်ခွင့်မရှိတဲ့ရာဇဝတ်ကောင်တွေဖြစ်ပါတယ်ကန့်ကွက်ပါတယ်ရုံးတော်အစိုးရရှေ့နေမင်းမြတ်တင်ပြတဲ့တပ်တွေကမမှန်ကန်ပါဘူးကျမကျူးရတနာကလင်းခေရဲ့လှည့်စားမှုကိုခံခဲ့ရတာမှန်ပေမဲ့တပ်တွေကိုဖျောက်ဖျက်ဖို့မဟုတ်ဘဲအစတည်းကဒီမှုရဲ့နောက်ကွယ်ကတကယ်ကြိုးကင်သူမင်းမြတ်ကိုယ်တိုင်ဝန်ခံလာအောင်ညှဉ်းဆင်ခဲ့တာပါကျမစီမှာဒုတိယလှုပ်ဝက်အတန်ဖန်းစနစ်ရှိပါသေးတယ်။တက်တိရှိတာပဲချူရနာဒါပေမဲ့ခမရရဲ့အဲ့ဒီဒုတိယလှုပ်ဝက်ချက်ဆက်ထဲမှာခမရနဲ့လင်းခစ်တို့ရုံးခန်းထဲမှာချက်နဲ့အချစ်နဲ့ကျွန်းတဲ့စကလုံးတွေအားလုံးပါနေတာကိုခမရမေ့နေရလား။အဲ့ဒီဆက်ကိုခမရဖွင့်လိုက်တာနဲ့ခမရရဲ့ရှေ့နေဂုံတိတ်ခါတွေမကဘူး။တနိုင်ငံလုံးရဲ့ရှေ့မှာခမရရဲ့အဆက်တိတ်ခါတွေပါအကုန်အဖက်ဆယ်များအောင်ပျက်စီးသွားလိမ့်မယ်။အခုခမရဘာကိုရွေးမလဲ။မင်းမြတ်ရဲ့သွေးအေးလွန်းတဲ့စကလုံးတွေကကျမရဲ့လေဘင်းကိုကျိုးခွင်းဆွတ်လိုက်သလိုပါပဲမိမိကိုမိမိကာကွယ်ဖို့အတွက်အဲ့ဒီတပ်တွေကိုထုတ်ပြရင်ကျမနဲ့လင်းခစ်တို့ကြားကတားမြစ်ထားတဲ့တိတ်တိတ်ပုံအချစ်ဇလန်းတွေအားလုံးကလူသိရှင်ကြားဖြစ်သွားပြီးကျမရဲ့တိတ်ခါတွေမြေစာပင်ဖြစ်ရတော့မယ်မဟုတ်ရင်လေထောင်ချောက်တဲကိုတိုးတကောင်လိုလမ်းလျှောက်ဝင်ရတော့မှာပါအချစ်နဲ့တိတ်ခါဥပဒေနဲ့အာဏာတို့လွန်ဆွဲနေတဲ့တရက်ခွင်ရဲ့မိခိုးရောင်မိုးတိမ်တွေအောက်မှာကျမချူရနာတယောက်ဘယ်လန်းကိုလမ်းခွဲပြီးရွေးချယ်ပြီးမင်းမြတ်ရဲ့ကစားပွဲကိုတုတ်ပြန်ရအောင်မလဲကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်တားမြစ်ထားတဲ့အချစ်ဇလန်းကိုဖော်ထုတ်ရမလားဒါမှမဟုတ်အမှန်တရားကိုမြုံနှံပြီးတော့ရာဇဝတ်ကောင်ဖြစ်အညံ့ခံလိုက်ရမလားမင်းမြတ်ရဲ့တိုးညင်းတဲ့ချင်းချောက်တန်ကကျမရဲ့အုံနောက်ကိုအကြက်ရိုက်စေခဲ့ပါတယ်တရားခွင်တစ်ခုလုံးတိတ်ဆိတ်ပြီးကျမရဲ့အဆုံးဖြတ်ကိုစောင့်နေတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာကျမဘွားတစ်ခုလုံးကိုလောင်းချထက်မဲ့ဆုံးဖြတ်ချက်တစ်ခုကိုရဲရဲဝံ့ဝံ့ချလိုက်ပါတော့တယ်။ကျမရဲ့ရွေးချယ်မှုပြီးပါပြီအထူးရှိနေကြုံမင်းမြတ်ရုံးတော်ကိုတင်ပြခွင့်ပြုပါ။ကျမစီမှာရှိနေတဲ့ဒုတိယအတန်ဖန်မှတ်တမ်းစနစ်ကိုအများပြည်သူရှေ့မှာဖွင့်ချဖို့ကျမကန့်ကွက်မှုမရှိပါဘူး။ကျမရဲ့တကိုယ်ရည်တိတ်ခါတွေပျက်စီးသွားပါစေ။ဥပဒေရဲ့ထိပ်ပိုင်းအာဏာကိုသုံးပြီးရာဇဝတ်မှုကိုဖုံးကွယ်ဖို့စ조사နေတဲ့ရှင်းလူလူတယောက်ရဲ့မျက်နှာဖုံးကိုခွာချနိုင်မှုကပိုပြီးတော့အရေးကြီးပါတယ်။စိတ်ကူးရင်ဆန်လိုက်လားရှင်းနေမှလေးကျူးရတနာခမရရဲ့အဲ့ဒီဆက်တဲ့အတန်တွေကလင်းခင်းနဲ့ခမရပူးပေါင်းကြံစည်ခဲ့တာမဟုတ်ဘူးလို့ဘသူကတက်သေးပြနိုင်ပါလဲခမရကိုယ်တိုင်အမှုတင်နဲ့စီးကြော်ခဲ့တာဝန်ခံလိုက်တာပဲလေမလုပ်ပါနဲ့အဲ့ဒါကိုမဖွင့်ပါနဲ့အဲ့ဒီထဲမှာကျွန်တော်မမကိုချွဲနှွဲပြီးပြောခဲ့တဲ့အချစ်စကားတွေပြင်ဆရာမင်းမြတ်ကျွန်တော်အကြက်ကင်ပြီးတတ်ခိုင်းခဲ့တဲ့လှုပ်ဝက်ကုတ်နံပါတ်တွေပါပါနေတာမမရဲ့အဲ့ဒါကိုဖွင့်လိုက်ရင်မမပါအန္တရာယ်ရှိလာလိမ့်မယ်ကျွန်တော်ကိုကာကွယ်ပေးသလိုမမကိုမမလည်းပြန်ကာကွယ်ပါအောင်လင်းခေမင်းမမကိုရဲဆက်ဆက်လှည့်စားခဲ့တာမှန်ပေမဲ့မင်းရဲ့အချွဲနွဲတွေအောက်မှာမမတကယ်ပဲပျော်ဝင်ခဲ့တာအမှန်တရားပဲမမမင်းကိုအလိုလိုက်ခဲ့သမျှအတွက်နောင်တမရဘူးဒါပေမဲ့အခုချိန်မှာမင်းရောမမပါမင်းမြတ်ရဲ့ကစားကွင်းထဲကတားကောင်တွေဖြစ်နေပြီမမတို့နှစ်ယောက်စလုံးလွတ်မြောက်ဖို့ဆိုရင်ဒီအမောင်တို့ကိုမိရှုပစ်ဖို့ပဲကြံတော့တယ်ရှုံးတော့တရားခံတွေကတရားခွင်ထဲမှာတက်သိမခိုင်လုံတဲ့စကားတွေနဲ့အချိန်ဆွဲနေပါတယ်ကျွန်တော်အနေနဲ့ဒီအတန်ဖန်းဆက်ကိုတက်သိဖြစ်လက်မခံမှုတောင်းဆိုပါတယ်နောက်ကျသွားပြီမင်းမြန်အခုဒီအတန်ဖန်းဆက်ထဲက data တွေအားလုံးကတရားခွင်နေမကဘူးလိုင်းမော်ကနေတဆင့်ပြည်သူရဲချုပ်ရုံးကိုပါ
ဓာတ်ရိုက်လွှင့်ပြီးရောက်ရှိသွားခဲ့ပြီရှင်တက်ခိုင်းခဲ့တဲ့လူသက်မှုရဲ့နောက်ကွယ်ကတပ်တွေအားလုံးရှင်ကိုယ်တိုင်ဝန်ခံထားတဲ့အတန်တွေအခုပေါ်ထွက်လာတော့မယ်တရခွင်တစ်ခုလုံးဝုန်းတိုင်းကျဲတော်ဆင်သွားပြီးမင်းမြတ်ရဲ့သွေးအေးတည်ငြိမ်တဲ့မျက်နှာပေါ်မှာပထမဆုံးအကြိမ်ဖြစ်အကြောက်တရားတွေရှက်တန်းသွားခဲ့တယ်ကျူးရနာရဲ့ရဲဝန်းနဲ့လောင်ကျွေးတတ်မှုကြောင့်ကစားပွဲရဲ့ကြိုးကင်သူကကစားပွဲတွေကိုကိုယ်တိုင်ပြုတ်ကျသွားခဲ့ရပြီဒါပေမဲ့အတန်ဖန်းဆက်ကနေအတန်တွေစတင်ထွက်ပေါ်လာမဲ့အဲ့ဒီစက္ကန့်ပိုင်းလေးမှာတရခွင်ရဲ့မီးလုံးတွေအားလုံးဝန်းကနေမိတ်တုတ်ဖြစ်ပြီးတော့ပောက်ကွဲသွားခဲ့ရပြန်ပါတယ်အမောင်တို့ဆိုတာရာဇဝတ်ကောင်းတွေအတွက်အကောင်းဆုံးပုံးကွယ်ရာမျက်နှာပုံးတစ်ခုပါပဲတယောက်ခွင်တစ်ခုလုံးမှောင်တိကျသွားပြီးတနတ်တန်ထွက်ပေါ်လာတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာအကြောက်တရားတွေအော်ဟစ်တန်တွေကမိုးချိန်းတန်တွေနဲ့အတူရောပြင်းသွားခဲ့ပါတယ်မီးတွေပြန်လဲလင်းထိန်လာတဲ့အချိန်မှာတရခွင်ရဲ့ကျမ်းမြေပေါ်မှာသွေးကက်တွေနဲ့အတူဘေးရီအသစ်တစ်ခုကထပ်မံဆောက်ကြနေပါတယ်လင်းခေမင်းမလဲသွေးတွေအများကြီးပဲမင်းမြတ်ရှင်ဘာလုပ်လိုက်တာလဲလင်းခေကိုရှင်တတ်လိုက်တာလားမဟုတ်ဘူးချူရရနာတနက်ပြစ်ခွင့်အမိတ်ကိုကျွန်တော်မပေးခဲ့ဘူးအဆောင်တွေဘာလုပ်နေကြရလဲအဲ့ဒီအတန်ဖန်းဆက်ခမရဲ့အတန်ဖန်းဆက်ဘယ်ရောက်သွားပြီလဲကြည်စမ်းမရှိတော့ဘူးဆက်မရှိတော့ဘူးတနတ်တန်လင်းခေကိုပြတ်တာမဟုတ်ဘူးဆက်ကိုလာလူလားဒါဆိုလင်းခေဘယ်ကုန်းအောက်မှာပုံနေလဲလင်းခေမမကိုထူးပါအောင်မမကျွန်တော်ဒီမှာကျွန်တော်မသိဘူးဒါမဲ့ကျွန်တော်ရဲ့ပခုံးတနက်ကြည်စမ်းရှက်လေးထိသွားတယ်မမရေနားလိုက်တာဆရာမင်းမြတ်မဟုတ်ဘူးမမတနက်ပြစ်တဲ့လူကဆရာမင်းမြတ်မဟုတ်ဘူးကျွန်တော်မြင်လိုက်ရတဲ့အရေးထဲကတခြားတယောက်အမောင်ထဲမှာရှိတယ်မင်းဘာမြင်လိုက်လဲလင်းခေပြောစမ်းငါရဲ့အထက်ကလူရောက်လာတာလား तू ကမင်းရောငါ့ကိုပါတခါတည်းနှုတ်ပိတ်ဖို့လူလိုက်တာလားပြောစမ်းလှုပ်ဆန်းမင်းမြန်သူ့မှာဒဏ်ရာရထားတာကိုရှင်မမြင်ဘူးလားဒီချိန်မှာရှင်လည်းရှင်ခိုင်းတဲ့လူရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရပြီဆိုတာရှင်ကိုယ်တိုင်သဘောပေါက်သိပြီလင်းခေမကြောက်နဲ့နော်မမရှိတယ်မမမင်းကိုကောက်ွယ်ပေးမယ်မမကျွန်တော်အမြဲအလိုလိုက်ပြီးကောက်ွယ်ပေးတာပဲနော်ကျွန်တော်မှားခဲ့တာတွေကိုခွင့်လွှတ်ပေးတဲ့အပြင်အခုလိုရင်ခွင်ထဲထည့်ထားပေးလို့ကျေးဇူးတင်ပါတယ်မမရေဒါပေမဲ့မမသိလားအဲ့ဒီတနတ်သမားယူသွားတဲ့အတန်ဖတ်ဆက်ထဲမှာကျွန်တော်မမကိုပြောခဲ့တဲ့လှုပ်ဝက်ချက်တိုင်းမမရဲ့ဖုန်းထဲက data တွေအကုန်ကိုအလိုလျောက်ကူပြောင်လှုပ်ထားပြီးသားဆိုတာအဲ့ဒီလူမသိသွားဘူးလင်းခေရဲ့နှကမ်းပြားကထွက်လာတဲ့စကလုံးတွေကကျမကိုရောမင်းမြတ်ကိုပါအံ့ဩမင်သက်သွားစေခဲ့ပြန်ပါတယ်သွေးအေးတဲ့လူသက်သမားစစ်လို့ထင်ရတဲ့လင်းခေကအခုချိန်မှာတော့အသက်ရှင်မှုအတွက်ကျမရဲ့အချစ်ကိုရောကျမရဲ့ဉာဏ်ပညာကိုပါအပြည့်အဝအသုံးချပြီးပုံမကြီးမားတဲ့မြုပ်ကွက်တစ်ခုကိုချပြလိုက်ပြန်ပါတယ်တရခွင်ရဲ့အပြင်ဘက်မှာမိုးတွေကပုံမသီးထန်စွာရွာသွန်းနေစေပဲကျမတို့၃ယောက်လုံးကိုအမောင်ထဲကနေချောင်းမြောင်းနေတဲ့စတုဒ္ဓမြောက်ကစားသမားကဘသူဖြစ်မလဲတခါတရံမှာအမောင်ဆုံးညတွေကငါတို့စီမှာရှိနေတဲ့အလင်းရောင်အစစ်မှန်ကိုရှာဖွေဖို့အခွင့်အရေးပေးတတ်ကြပါတယ်တရခွင်အတွင်းတနတ်တန်ကြောင့်ဖြစ်ပွားခဲ့တဲ့ရုံရင်ဆန်ကတ်မှုတွေပြီးဆုံးသွားတဲ့အခါကျမတို့၃ယောက်လုံးကိုတရားရုံးရဲ့လုံခြုံရေးအချုပ်ခန်းတစ်ခုထဲမှာယာယီထိမ့်သိမ်းထားခံခဲ့ရတယ်အပြင်ဘက်မှာမိုးရွာတန်တွေတဖြည်းဖြည်းတဲထန်လာသလိုကျမရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်လာတဲ့လှုပ်ဝက်ချက် data တွေကလည်းကျမရဲ့နှလုံးသားကိုနောက်တစ်ချိန်ဆွဲလှုပ်ပစ်လိုက်ပါတော့တယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလင်းခေမင်းရဲ့အတန်ဖတ်ဆက်ထဲက data တွေကမင်းမြတ်တင်မကဘူးတခြားတယောက်ရဲ့အတန်တွေပါနေရပဲဒီအတန်ကငါတို့တနိုင်ငံလုံးသိနေတဲ့လူပဲဘာတူလဲချွေးရနာပြစမ်းဒါပြည်သူရဲချုပ်ကြီးရဲ့အတန်ပဲဒါဆိုငါ့ကိုလင်းခက်စီဆေးလို့ပြီးညှဉ်းဆင်ခိုင်းခဲ့တာငါရဲ့အထက်လူကြီးရဲချုပ်ကြီးကိုယ်တိုင်မဟုတ်လားငါ့ကိုပါ तू ကအတုံးချပြီးလမ်းဆုံးရင်နှုတ်ပိတ်ဖို့ကြံစီထားတာပဲမမကျွန်တော်ပြောသားပဲလေကျွန်တော်တို့ကသွေးအေးတဲ့လူသက်သမားမဟုတ်ပါဘူးသူတို့ကကျွန်တော်ရဲ့မိသားစုကိုဓာတ်စာကန်လုပ်ပြီးချင်းချောက်လို့အတင်းကျပ်ခိုင်းခဲ့တာပါကျွန်တော်မမကိုလှည့်စားခဲ့မိတာတွေအတွက်ကျွန်တော်တကယ်တောင်းပန်ပါတယ်မမရဲ့အကျွေးလေးကိုခွင့်လွှတ်ပါနော်အခုမမရဲ့ဖုန်းထဲမှာရဲကျုပ်ကြီးရဲ့စေခိုင်းချက်အထောက်အထားတွေအကုန်ရှိနေပြီဆိုတော့မမပဲကျွန်တော်ကိုကယ်တင်နိုင်တော့တာမင်းကတော့လေဘလို့ချင်းနေမျိုးမှမဆိုမမကိုဆွဲဖို့ပဲသိတာပဲမင်းလှည့်စားခဲ့တာတွေကိုမမနာကျင်ရပေမဲ့မင်းမဒီလိုခက်ခဲတွေရှိနေမှမမမသိခဲ့ဘူးစိတ်ချပါလင်းခေရဲ့မမမင်းကိုဒီအမောင်တူတွေကနေလွတ်မြောက်အောင်အသက်နဲ့လဲပြီးကာကွယ်ပေးမှာမို့လို့
မျက်ရည်မကျနဲ့တော့နော်တော်ကြစမ်းအခုချိန်မှာအချစ်ဇလန်ရိုက်နေရမယ်အချိန်မဟုတ်ဘူးရဲချုပ်ကြီးကတနက်သမားလှုပ်ပြီးတပ်သိဆက်ကိုလူသွားနိုင်နေဆိုရင်ငါတို့3ယောက်လုံးကိုဒီချုပ်ခန်းထဲမှာအတန်တိတ်ရှင်းပြဖို့နောက်ထပ်လူတွေလှုပ်အောင်ပါပဲကျူးရနာခမရဲ့ဖုန်းထဲကဒေတာတွေငါ့ကိုပေးငါဥပဒေကြောင်းရရဲချုပ်ကြီးကိုပြန်လဲတိုက်ခိုက်မယ်မရဘူးမင်းမြန်ရှင့်ကိုကျမမယုံဘူးရှင်ရလိုက်ဥပဒေအာဏာကိုတုံးပြီးကစားခဲ့တဲ့လူပဲအခုဒီဘုံကကျမနဲ့လင်းခဲ့အသက်ရှင်မှုအတွက်တခုတည်းသောလောင်းကြီးပဲရှင်လွမြောက်ခြင်းအခုကစပြီးကျမမိတ်တိုင်းပဲနားထောင်ရမယ်ကစားပွဲရဲ့အလဲပြောင်းကောင်တားကောင်နဲ့မုတ်ဆိုးရဲ့တာဝန်တွေကိုပြောင်းပြန်ဖြစ်သွားစေခဲ့ပြီးဥပဒေရဲ့ထိပ်ပိုင်းအာဏာပိုင်ရဲချုပ်ကြီးကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ဒီမီးခိုးရောင်မိုးတိမ်တွေအောက်မှာကျမတို့3ယောက်စလုံးအောင်အသက်ရှင်မှုအတွက်တလေတဲ့စီတခရီးတဲ့သွားကြရတော့မယ်ရန်သူရဲ့ရန်သူဟာမဟာမိတ်ဖြစ်လာတတ်တဲ့တရားရုံးရဲ့ယာယီအချုပ်ခန်းထဲမှာမိုးရတန်တွေကပုံမပြင်းထန်လာပြီးလေတုကအေးဆက်နေပေမယ့်ကျမတို့3ယောက်သားကတင်းမာမှုတွေကတော့အပူချိန်အမြင့်ဆုံးကိုရောက်ရှိနေခဲ့တယ်။ဖုန်းတွေကလိုအပ်ချက်တွေကြောင့်ရဲချုပ်ကြီးရဲ့လက်အောက်ကနေလွတ်မြောက်ဖို့အတွက်ကျမတို့ဟာမဖြစ်မနေပူးပေါင်းကြရတော့မှာပါ။ဒါပေမဲ့အမောင်တူထဲမှာချီတန်တွေတဖြည်းဖြည်းနီးကပ်လာတဲ့အခါကျမတို့ရဲ့အသက်ရှင်ခွင့်လောင်းကြီးကစက္ကန့်ပိုင်းပဲလိုပါတော့တယ်။သူရရနာခမပြောတာမှန်နေအခုချိန်မှာငါမှလည်းရွေးချယ်စရာမရှိတော့ဘူးလုံခြုံရေးရဲတွေရဲ့လှုပ်ရှားမှုကပုံမှန်မဟုတ်တော့ဘူးသူတို့အကုန်လုံးရဲချုပ်ကြီးရဲ့လူတွေပဲငါတို့ဒီနေရာကနေချစ်ချင်းမထွက်နိုင်ဒီညကငါတို့အားလုံးအတွက်နောက်ဆုံးညဖြစ်သွားလိမ့်မယ်ခမမှာဘာအစီအစဉ်ရှိလဲကျမအစာတွေကတရားရုံးအပြင်ဘက်မှာကျမယုံကြည်ရတဲ့လက်ထောက်ရှင်းနေတွေကိုစောင့်ခိုင်းထားတာပဲဒီဖုန်းထဲကဒေတာတွေကိုသူတို့စီလှမ်းပို့လိုက်ပြီမင်းမြန်ရှင့်မှာအချုပ်ခန်းတော့ရှိတယ်မလားရှင်လမ်းပိတ်နေတဲ့ရဲတွေကိုဖယ်ရှားပေးနိုင်ကျမတို့တရားရုံးရဲ့လှုပ်ဝက်နောက်တကားကနေထွက်ပြေးလို့ရတယ်မမကျွန်တော်အရန်နာနေပြီဒါမဲ့မမနောက်ကိုပဲကျွန်တော်လိုက်မယ်နော်ကျွန်တော်ဒီတိုင်းပြင်မထားခဲ့ဘူးမလားယင်ပြင်မှာမိုးတွေအရန်ရွာပြီးမှောင်နေတာကျမမမရင်ခွင်ထဲမှာပဲနေခြင်းတယ်မမကျွန်တော်ရဲ့တခုတည်းသောကက်တီရှင်မို့လို့ကျွန်တော်ဖတ်ထားပေးပါဦးမမရဲ့ပြင်မထားပါဘူးလင်းခေရဲ့မမမင်းကိုကာကွယ်ပေးမယ်လို့ကတိပေးထားပြီးသားပဲဟာမင်းကတော့လေဘလို့ချင်းနေမျိုးမှမဆိုကလေးလေးလိုပဲချွဲဖို့တည်တယ်အခုမမရဲ့ပခုံးတွေးထားမမတို့တူတူလွတ်မြောက်ပြေးကြမယ်သွားကြစို့လင်းခေမင်းရဲ့အချွဲဇလန်ကိုခိတခဏရက်ထားပြီးကြည်လဲမမြန်လန်းတကားပြင်ဘက်ကရဲတွေကိုငါရှင်းမယ်ခမရတို့နှစ်ယောက်စလုံးငါနောက်ကနေကတ်လိုက်ခဲ့မင်းမြန်တတိထားအရှိမအရေးတခုလှုပ်ရှားနေတယ်မောင်မိုက်နေတဲ့တရားရုံးရဲ့လှို့ရထွက်ပေါက်တကားဝကိုရောက်ခံနေမှာကျမတို့ရဲ့ရှေ့မှာမထင်မှတ်တဲ့အရေးတစ်ခုကပိတ်ပြီးတော့ရပ်လိုက်ပါတယ်။လင်းခေရဲ့ပခုံးကိုကျမတင်းကျပ်စွာစုပ်ကန်ထားမိပြီးရှင်တွေတုံးတုံးခုန်လာခဲ့ရပြန်တယ်။အဲ့ဒီရိတ်ကရဲချုပ်ကြီးမဟုတ်သလိုရဲချုပ်ကြီးရဲ့လူလည်းမဟုတ်ခဲ့ပါဘူး။သူဟာကျမတို့3ယောက်လုံးလုံးဝတွေးမထားတဲ့ဇလန်းရဲ့စတုတ္ထမြောက်ကွက်ကြီးအသစ်တစ်ခုဖြစ်နေခဲ့ပါတော့တယ်။တခါတည်းမှာအမှန်တရားဆိုတာတင်ញိုင်းကူတွေကနေပြန်လည်နိုးထလာတဲ့အရာမျိုးပါတရားရုံးရဲ့လူအထွက်ပေါက်တကားဝမှာပိတ်ရနေတဲ့ထိုအရိတ်ကောင်မိုးကြိုးလျက်စီလက်သွားတဲ့အချိန်မှာထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တယ်ထိုလူရဲ့မျက်နှာကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းလေးမှာကျမတို့3ယောက်စလုံးရဲ့သွေးတွေကခဲမတက်တုံးလို့ခြောက်ခြားသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ထိုသူကလင်းကစ်တက်ခဲ့ပါတယ်လို့ဝန်ခံထားတဲ့ထိုလူသက်မှုရဲ့သေဆုံးသူကိုယ်တိုင်ဖြစ်နေလို့ပါပဲရှင်ကကောင်းထက်မောင်မဟုတ်ဘူးလေရှင်လင်းခက်လက်ချက်နဲ့တေဆုံးသွားခဲ့ပြီလို့မှုခင်းမှတ်တမ်းတွေတေမှုတေခင်းစေးချက်တွေမှာအတီလင်းပါထားပြီးသားရှင်ကဘလို့လို့ရောက်လာလဲတရဲလားကျွန်တော်မသေးသေးပါဘူးရှင်းနေမှလေချူရနာမှုခင်းမှတ်တမ်းတွေစေးစစ်ချက်တွေဆိုတာရဲမှုကြီးရဲ့အာဏာနဲ့မင်းမြတ်ရဲ့လက်မှတ်တွေရှိရင်ကြိုက်တယ်လို့ပြောင်းလဲလို့ရတဲ့စာချုပ်စာတမ်းသက်သေတွေပဲလေလင်းခက်ကိုလူသက်သမားအဖြစ်မျက်နှာဖုံးစွပ်ဖို့ပြီးတော့ခမရပါဒီမှုရဲဆွဲသွင်းမှုအတွက်ကျွန်တော်ကိုယ်တိုင်သေဆုံးသူဖြစ်တရုပ်ဆောင်ပေးခဲ့တာပေါ့မေးကောင်းထက်မောင်မင်းကရဲချုပ်ကြီးနဲ့ပေါင်းပြီးငါ့ကိုပါလှည့်စားခဲ့တာပေါ့ငါ့ကိုအစိုးရရှေ့နေဖြစ်ဒီမှုကိုလိုက်ခိုင်းတာငါကိုယ်တိုင်တပ်တွေကိုချွေးရနာစီကနေလူယူမိအောင်တွန်းပို့ခဲ့တာပဲမင်းတို့အားလုံးငါ့ကိုအတုံးချခဲ့ကြတာပဲမမကျွန်တော်ကောက်ွယ်ပါအောင်ကျွန်တော်သူ့ဓာတ်နဲ့ထိုးခဲ့မိတာတော့အမှန်ပဲဒါမဲ့ तू မသိဘူးဆိုတော့ကျွန်တော်တကယ်မသိဘူးမမရဲ့သူတို့ကျွန်တော်ထောင်ချောက်စင်ပြီးချင်းချောက်ခဲ့တာအခု तू ကကျွန်တော်ကိုတတ်ဖို့လာတာ
မမကျွန်တော်ပြစ်မထားပါနဲ့နော်မမရဲ့ရင်ခွင်ထဲမှာပဲကျွန်တော်နေပါရစေမကြောက်နဲ့လင်းခေမမရှိတယ်ကောင်းထက်မောင်ရှင်တို့ညံစင်ထားတဲ့ကစားပွဲကတိတ်ကိုကြီးမားလွန်းလာပဲဒါမဲ့ရှင်တခုတော့မှားသွားပြီကျမရဲ့ဖုန်းထဲကဒေတာတွေကအခုပြည်သူ့ရုံးချုပ်တွေမကောက်နိုင်ငံတော်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းပါဓာတ်ရိုက်ရောက်သွားပြီရှင်တို့တေချာပေါက်အားလုံးအဖမ်းခံရတော့မယ်အဲ့ဒီဒေတာတွေရောက်သွားလဲဘာမှမတတ်နိုင်တော့ချူရည်နော်ဘာလို့လဲဆိုတော့ဒီညတရားရုံးကနေထွက်ပြေးဖို့ကြိုးစားတဲ့တရားခံလင်းခင်းနဲ့ရှင့်နေချူရည်နော်ပြီးတော့တစ္ဆာပေါက်အစိုးရရှင့်နေမင်းမြတ်တို့ကလန်ခုလက်မှာအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတေဆုံးသွားခဲ့ကြပြီလို့ဇလန်ကပြီးဆုံးသွားမှာမို့လို့ပဲမင်းမြတ်မင်းလွတ်ချင်ချူရည်နာစီကဖုန်းကိုလူပြီးတော့ငါ့ကိုပေးစမ်းမိုးတမုံတိုင်းနေကြမှာကောင်းထက်မောင်ရဲ့တနက်ဝအောက်ကိုကျမတို့၃ယောက်လုံးရောက်ရှိသွားခဲ့ရပြန်ပါပြီတေဆုံးသူလို့ထင်မှတ်ထားခဲ့ရတဲ့လူကအခုချိန်မှာကျမတို့ရဲ့အသက်ကိုနှုတ်ယူမိမုတ်ဆိုးတယောက်ဖြစ်ပြောင်းလဲပေါ်ထွက်လာခဲ့တာပါလင်းခေရဲ့တုံရင်နေတဲ့အထီးတွေသူ့ရဲ့ကျွမ်းတွဲတောင်းပန်မှုတွေကကျမကိုပို့ပြီးတော့ရဲရင်လာစေခဲ့ပါတယ်ကဘာပေါ်မှာအန်ရဲ့အရှိဆုံးလူဟာတေဆုံးသွားပြီလို့အားလုံးကသတ်မှတ်ထားတဲ့လူမျိုးပါပဲတနဝကကျမတို့စီကိုအေးဆေးစွာချိန်ရီထွားဆဲမှာပဲတင်မင်းတမန်ကောင်းထက်မောင်ရဲ့နှကန်းပြားကနေသူဘာကြောင့်တေးချင်အောင်ဆောင်ခဲ့ရလဲဆိုတဲ့ရုပ်တိရှိလုံးနဲ့လိုအပ်ချက်တွေကြွားကြလာခဲ့ပါတယ်ကျမတို့ထင်ထားခဲ့တဲ့ကစားပွဲကအစတည်းကသူ့ရဲ့ငွေမဲခွာချမှုတွေကိုဖုံးကွယ်ဖို့စင်ထားတဲ့ထောင်ချောက်ကြီးတစ်ခုဖြစ်နေခဲ့တာပါကောင်းထက်မောင်ရှင်တနက်နဲ့မပြစ်ခင်ကျမမေးတာကိုအရင်ဖြေစမ်းရှင်ကဘာလို့အလောက်ထိဇလန်းဆင်ပြီးတေးချင်အောင်ဆောင်ခဲ့ရတာလဲရှင်နဲ့ရဲချုပ်ကြီးကြားမှာဘာရှုပ်တော်ပုံတွေရှိနေလို့လဲညံကောင်းလိုက်လားရှိနေမှာလေအမှန်တိုင်းပြောရရင်ငါကနိုင်ငံတကာငွေမဲခွာချမှုတွေနဲ့ဗန်ပေါင်းများစွာကိုလိမ်လည်ခဲ့တဲ့တရားခံစစ်ပဲအဲ့ဒီငွေတွေကရဲချုပ်ကြီးရဲ့လက်ပေးလက်ယူငွေတွေနဲ့လည်းဆက်ဆက်နေတယ်ပြည်တွင်းရောပြည်ပကပါငါကိုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကဖမ်းမှုကတ်လာတဲ့အခါငါဥပဒေအောက်ကနေထာဝရပြောက်ကွယ်သွားဖို့တေဆုံးခြင်းဆိုတဲ့ဇက်ကွက်တစ်ခုပဲလိုအပ်ခဲ့တာလေဟာဒါဆိုမင်းကဥပဒေဘတ်တော်သားတွေပါအတုံးချပြီးမင်းရဲ့ရာဇဝတ်မှုတွေကိုတတ်သိဖြောက်ဖို့ငါ့ဘာမြေစာပင်လုပ်ခဲ့တာပေါ့ငါကမင်းရဲ့အမှုတွဲကိုစစ်ဆေးတဲ့အစိုးရရှေ့နေဖြစ်နေလို့ငါ့ဘာရဲချုပ်ကြီးနဲ့ပူပေါင်းပြီးနှုတ်ပိတ်ဖို့လုပ်ခဲ့တာပဲမှန်တာပေါ့မင်းမြန်လင်းကစ်ကငါ့ကိုဓာတ်နဲ့ထိုးအောင်လို့ငါကိုယ်တိုင်စိန်ခေါ်ပြီးလှုပ်ဆော်ခဲ့တာပြီးတော့ရဲချုပ်ကြီးရဲ့အာဏာနဲ့ငါရဲ့အလောင်းတူကိုစစ်စစ်ချက်အတူတွေလုပ်ပြီးငါတည်သွားပြီလို့ကဘာကိုကြေညာခဲ့တယ်ဒါပေမဲ့မင်းတို့၃ယောက်ကငါရဲ့ငွေမဲစရင်းတွေရှိနေတဲ့ရဲချုပ်ကြီးရဲ့လှုပ်ဝက်ဒေတာတွေကိုဖုန်းထဲမှာရသွားတယ်လေအဲ့ဒီဒေတာတွေကငါရဲ့တကယ်အသက်ရှင်နေမှုကိုတက်တည်ပြနေတာမို့လို့ငါမင်းတို့၃ယောက်စလုံးကိုဒီညတက်ပြစ်မှရမယ်မကျွန်တော်တကယ်ပဲသူ့ကိုသေပြီးအထင်နဲ့နေတိုင်းအိမ်မက်ဆိုးတွေမှတ်ပြီးနောင်တရနေခဲ့တာ။ तू ကကျွန်တော်အတုံးချခဲ့တာမမရဲ့။ကျွန်တော်လူသမားမဟုတ်ဘူး။မကျွန်တော်ကြောက်တယ်။သူ့ရဲ့တနက်ကကြောက်စရာကြီး။မဖထားပေးပါအောင်နော်။ကျွန်တော်မဘေးကနေဘယ်မှမခွာတော့ဘူး။မင်းရဲ့အကြံစီတွေကတိတ်ပြီးတော့ခိုင်မာလွန်းလာပါတယ်။ဒါပေမဲ့ကောင်းထက်မောင်ရှင်တွက်ကိန်းတစ်ခုမှားသွားပြီ။ဒီတရားရုံးရဲ့လှုပ်ရတကားဝမှာရှင်တနက်ကင်မီရောက်နေတာကိုတရားရုံးရဲ့အရေးပေါ် CCTV စနစ်ကနေတဆင့်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကတိုက်ရိုက်မြင်နေရပြီရှင်သေးချင်အောင်စောင့်ထားတဲ့ဇလံအခုပြီးဆုံးသွားပြီကျမရဲ့စကားအဆုံးမှာပဲတရားရုံးအပြင်ဘက်ကနေရဲအုပ်ဝတန်တွေဝုန်းဝန်းနဲ့ထွက်ပေါ်လာပြီးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ကားတွေတရားရုံးဝင်းထဲကိုအရှိန်ဟုန်နဲ့ဝင်ရောက်လာကြပါတယ်ကောင်းထက်မောင်ရဲ့မျက်နှာပေါ်မှာပထမဆုံးအကြိမ်ဖြစ်တွက်ကိန်းမှားသွားတဲ့အကြောက်တရားတွေရှက်တန်းသွားခဲ့ရပြီလင်းကစ်ကကျမရဲ့ရင်ခွင်ထဲမှာတပ်ပြင်းချရင်းနဲ့ကျွဲနေစွာခိုးလုံနေသေးပါပဲဒါပေမဲ့စစ်စေးရေးအဖွဲ့တွေဝင်လာတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာကောင်းထက်မောင်ကတနက်မောင်းကိုတင်လိုက်ပါတော့တယ်ဘဝဆိုတော့အဆုံးစီရင်ချက်မကြမချင်းဘတော်မှအရှုံးပေးလို့မရတဲ့ကစားပွဲတစ်ခုပါပဲကောင်းထက်မောင်တနက်မောင်းတင်လိုက်ပြီးကျမတို့စီကိုအရှိန်နဲ့ပြေးဝင်လာတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာအပြင်ဘက်ကရဲအုပ်ဝတန်တွေကပုံမနီးကပ်လာခဲ့တယ်။တေချင်းတရားနဲ့ရှင်တန်ချင်းကြားကစိန်ခေါ်မှုမှာမတင်မထားတဲ့လူတစ်ယောက်ကရဲဝန်းနဲ့လှုပ်ရှားမှုတစ်ခုကိုဇလန်ရဲ့လုံးဝစောက်ထုံးမှုမျိုးပြောင်းလဲပစ်လိုက်ပါတော့တယ်။ငါဘွားပျက်စီးသွားရင်တော့မင်းတို့၃ယောက်လုံးငါနဲ့အတူသေမင်းနိုင်ငံစီဆွဲခေါ်သွားမယ်။တေစမ်းချူးရတယ်နော်။မင်းကောင်းထက်မောင်ငါရှိမှတော့ဘသူ့ကိုမှထိခွင့်မပြုဘူး။ချူးရတယ်နော်။လင်းကစ်ကိုခေါ်ပြီးအနောက်ကိုအမြန်ပြေးတော့မင်းမြတ်မဟုတ်ဘူးရှင်ဘာလို့ကျမတို့ကာကွယ်ပေးရလဲမင်းမြန်မျက်လုံးပွင့်မအောင်
တွေးတွေအများကြီးပဲချူရနော်ငါလည်းဘတ်တော်သားတယောက်ပဲလေငါမားခဲ့တာတွေရှိပေမဲ့ခမရတို့လိုအပြစ်မဲ့သူတွေကိုငါမျက်စိရှေ့မှာအသိမခံနိုင်ဘူးကောင်းထက်မောင်မင်းရဲ့ကစားပွဲပြီးသွားပြီလက်နက်ချလိုက်ကောင်းထက်မောင်မင်းကိုဝိုင်းထားပြီးပြီတနက်ကိုအောက်ချစမ်းမမကျွန်တော်ကြောက်တယ်ဆရာမင်းမြတ်လဲကျသွားပြီမမလည်းဒဏ်ရာရသွားမလားလို့ကျွန်တော်ရင်းနေတုံနေတာမမရဲ့ကျွန်တော်ဖတ်ထားပေးပါဦးကျွန်တော်တို့လွတ်ပြီမလားယင်မင်းမြတ်စိတ်တင်းထားပါဦးအရေးပေါ်ကရောက်လာပြီရှင်ရဲ့စနစ်တကျကာကွယ်ပေးမှုကြောင့်ကျမတို့အသက်ရှင်ခဲ့ရတာပါရှင်ဥပဒေရောကျမပါခွင့်လွတ်ပါတယ်ရဲတွေကောင်းထက်မောင်ကိုလက်ထိတ်ခတ်ပြီးဖမ်းဆီးသွားသလိုမင်းမြတ်ကိုလည်းစေယုံကားပေါ်ကိုအမြန်တင်ဆောင်သွားခဲ့ကြတယ်ရန်သူလို့ထင်ရတဲ့အစိုးရရှိနေမင်းမြတ်ကနောက်ဆုံးစက္ကန့်မှာတော့မိမိရဲ့အသက်နဲ့လဲပြီးတော့ကျမတို့ကိုကာကွယ်သားခဲ့တဲ့ကယ်တင်ရှင်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မင်းမြတ်ကိုစေယုံကားပေါ်တင်ပေးလိုက်ပြီးကျမရဲ့ဘုံကိုပြန်ဆစ်လိုက်တဲ့အချိန်မှာကဘာကြီးတစ်ခုလုံးကိုရပ်တန့်သွားစေမယ်စတုတ္ထမြောက်အမှန်တရားကိုတွေးလိုက်ရပြန်ပါတယ်ဖုန်းထဲကလိုအပ်ဒေတာတွေရဲ့နောက်ဆုံးစာမျက်နှာမှာရဲချုပ်ကြီးကိုကြိုးကင်ပြီးငွေမဲခွာချမှုတွေရဲ့အထက်ကအကြီးမားဆုံးမဟာတထေးကြီးရဲ့အမည်အရင်းဟာကျမရင်ခွင်ထဲမှာကျွဲနွဲငိုယိုနေတဲ့လင်းခေရဲ့နာမည်ရင်းဖြစ်နေလို့ပါပဲတခါတရံမှာအပြစ်မဲ့ဆုံးလို့ထင်ရတဲ့မျက်နှာဖုံးနောက်ွယ်မှာကြောက်စရာအကောင်ဆုံးတာရဲကြီးပုံကွယ်နေတတ်ပါတယ်ဖုံးမျက်နှာပြင်ပေါ်ကအမှန်တရားကိုမြင်လိုက်ရတဲ့ချိန်ကျမရဲ့ကြောပြင်တစ်ခုလုံးစိတ်ငနေခဲသွားပြီးရင်ခွင်ထဲကလင်းခေရဲ့အထီးတွေကနူးညံ့အိဆက်မှုမဟုတ်တော့ပဲမွေရောက်တကောင်ရဲ့အစိတ်တွေလို့ခန်းစားလိုက်ရပါတယ်ကျမအစွမ်းကုန်အလိုလိုက်ပြီးအသက်နဲ့လဲကောက်ွယ်ပေးခဲ့တဲ့ကောင်လေးကအစာကလေးကဇညွန်းတွေအားလုံးကိုအနောက်ကနေကြိုးကင်ခဲ့တဲ့မဟာတထေးကြီးဖြစ်နေခဲ့တာပါလင်းခေမင်းဘာတူလဲဒီဖုန်းထဲကဒေတာတွေအကုန်လုံးရဲချုပ်ကြီးကိုကောင်းထက်မောင်မှာအမိတ်ပေးပြီးငွေမဲခွာချခိုင်းတဲ့လင်းခေဆိုတာမင်းမဟုတ်ဘူးလားမမကိုအမှန်တိုင်းပြောစမ်းမမညံကောင်းလုံးတော့လေကြဖုန်းထားလို့မရတော့ဘူးပဲဟုတ်တယ်မမချူရတနာကောင်းထက်မောင်ဆိုတာငါရဲ့ငွေရှာပေးတဲ့ခွေးတစ်ကောင်တက်တက်ပဲသူကငါရဲ့ငွေတွေကိုလိမ်မှုစူးစမ်းလို့ငါကိုယ်တိုင်သူ့ကိုဓာတ်နဲ့ထိုးပြီးလူတက်မှုဇက်ကွက်ဆင်းခဲ့တာပြီးတော့မမရဲ့ရင်ခွင်ထဲကိုအာကိုတကြီးနဲ့ကလေးတယောက်လိုတိုးဝင်ခဲ့တာပေါ့မင်းတက်ရက်စတာပဲလင်းခေမမမင်းကိုတနာလို့ချစ်လွန်းလို့ကိုဘဝကိုရဲ့ရှိနေတိတ်ခါတွေအားလုံးပုံအောပြီးအလိုလိုက်ခဲ့တာမင်းမမကိုချွဲနှဲ့ပြီးပြောခဲ့တဲ့စကလုံးနုနုလေးတွေအားလုံးကတရုပ်ဆောင်နေခဲ့တာပေါ့တရုပ်ဆောင်တာမဟုတ်ပါဘူးမမရဲ့မမကိုချစ်ခဲ့တာမမရင်ခွင်ထဲမှာချွဲခဲ့တာတွေကတော့အမှန်တရားပဲဒါပေမဲ့ဥပဒေအကြောင်းအရငါရဲ့ရာဇဝတ်မှုတွေကိုပြီးပြည့်စုံအောင်ဖျက်ဆီးပေးနိုင်တာအောင်မြင်တဲ့ရှေ့နေမှာလေချူရတနာတယောက်ပဲရှိတာလေကောင်းထက်မောင်တေးချအောင်ဆောင်ပြီးလာတတ်မယ်ဆိုလဲငါကြိုသိလို့မင်းမြတ်ကိုပါမြေစာပင်ဖြစ်ကြားထဲကနေအတုံးချခဲ့တာအခုအရာအားလုံးကငါရဲ့စီမံချက်တိုင်းပြီးဆုံးသွားပြီမင်းတွက်ကိန်းမှားသွားပြီလင်းခေမမမင်းရဲ့အချစ်ကိုယုံခဲ့တာမှန်ပြီမိတ်မမရဲ့လက်ထဲမှာမင်းရဲ့ရာဇဝတ်မှုတတ်တဲ့အစ်စ်မှန်နေအကုန်ရှိနေပြီမမကိုယ်တိုင်မင်းကိုဥပဒေရဲ့ရှေ့မှောက်ကိုပုတ်ပစ်မယ်မမမေ့နေရလားအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာလဲငါရဲ့လူတွေအများကြီးရှိသေးရဲ့ဆိုတာလေအခုအဲ့ဒီဖုန်းကိုကျွန်တော်ရဲ့လက်ထဲကိုအသာတကြီးပေးလိုက်ပါကစားပွဲတိုင်းမှာဇသိန်းခန့်ဆိုတာရှိစမြဲပါမိမိကိုမိမိကဘာကြီးကိုကျိုးကင်ထားတဲ့ဧကရေလို့သတ်မှတ်ထားတဲ့လင်းခေရဲ့အေးဆက်တဲ့အမိတ်ပေးတဲ့တွင်သူ့လူတွေရဲ့တနဝတွေအောက်မှာကျမကျွေးရနာလမ်းဆုံးခဲ့ပြီလို့သူထင်မှတ်ထားခဲ့တာဒါပေမဲ့အချင်းနဲ့တိတ်ခါကိုလောင်းကျိထက်ခဲ့ရတဲ့ရှေ့နေတယောက်ရဲ့နောက်ဆုံးညံစင်မှုကတော့အခုမှအစပြုတာပါဥပဒေဆိုတာမျက်မှောက်ပြောင်းလို့ရကောင်းရလိမ့်မယ်ဒါပေမဲ့ကံအကျိုးနဲ့အမှန်တရားကိုတော့ဘယ်သူမှလှည့်စားလို့မရပါဘူးပြီးသွားပြီမမကျွေးရနာအခုဒီဖုန်းထဲကဒေတာတွေကျွန်တော်လက်ထဲရောက်သွားပြီဆိုတော့ကဘာပေါ်မှာကျွန်တော်ရဲ့ရာဇဝတ်မှုတွေကိုတက်တည်ပြနိုင်မယ့်အထောက်အထားဘာမှမရှိတော့ဘူးမမကိုကျွန်တော်တကယ်ချစ်ခဲ့တာမို့လို့ကျွန်တော်နဲ့အတူဝေးဆုံးလိုက်ခဲ့မလားဒါမှမဟုတ်ဒီနေရာမှာနေမဲဘဝကိုအဆုံးသတ်မလားရွေးချယ်လိုက်ပါမမမင်းတိတ်ပြီးတော့စောစောစီစီအောင်ပွဲခံလိုက်တာပဲလင်းခေမမမင်းကိုတကယ်ချစ်ခဲ့တယ်မင်းရဲ့ချဲနှဲမှုတွေအောက်မှာအလိုလိုက်ခဲ့မိတယ်ဒါပေမဲ့မင်းမျက်နှာဖုံးကွာကျသွားတဲ့စက္ကန့်ကစပြီးတော့မမရင်ထဲမှာဥပဒေနဲ့အမှန်တရားပဲရှိတော့တယ်မင်းလူယူလိုက်တဲ့ဖုံးကဖုံးအတူပဲဘာ
ဖုန်းအတူဟုတ်လားမဟုတ်ဘူးဒါမမရဲ့ဖုန်းစစ်ပဲလေမင်းငါ့ကိုလှည့်စားထားတာလားပြောစမ်းမင်းမြတ်သူ့အသက်နဲ့လဲပြီးငါတို့ကိုကာကွယ်ပေးလိုက်တဲ့အချိန်တည်းကငါမင်းရဲ့မျက်ဝန်းတွေကသွေးအေးမှုကိုရိမ့်မိခဲ့ပြီးသားဒေတာတွေအားလုံးရှိနေတဲ့ဖုန်းစစ်ကိုငါရက်တက်ဖွဲ့ရဲ့အထူးစုံစမ်းရေးမှုချုပ်စီကိုလွန်ခဲ့တဲ့9မိနစ်တည်းကကိုယ်တိုင်လက်လွဲပေးခဲ့ပြီးပြီမင်းရဲ့ဘေးပတ်ဝန်းကျင်ကတနက်ကင်ထားတဲ့လူတွေကမင်းရဲ့လူတွေမဟုတ်တော့ဘူးငါတို့ရှေ့နေတွေစနစ်တကျခေါ်ယူထားတဲ့နိုင်ငံတော်ရဲ့ဥပဒေစိုးမိုးရေးအထူးတပ်ဖွဲ့ဝင်စစ်တွေမမရဲ့ကျွန်တော်မဖမ်းခိုင်းပါနဲ့ကျွန်တော်မှားသွားပါတယ်ကျွန်တော်ထောင်ထဲဝင်ခြင်းဦးမမအလိုလိုက်ပြီးအမြဲကာကွယ်ပေးခဲ့တာပဲမလားယင်မမရဲ့အချွဲလေးကိုတစ်ခါတော့ပဲခွင့်လွှတ်ပေးပါအောင်မမရဲ့နောက်ကျသွားပြီလင်းခေမင်းရဲ့အချွဲနဲ့တွေမျက်နှာဖုံးတွေကဥပဒေရဲ့ရှေ့မှောက်မှာတော့အသုံးမဝင်တော့ဘူးမင်းလုပ်ခဲ့တဲ့ကံတရားရဲ့အကျိုးမင်းထိုက်ထိုက်တန်တန်ခံစားရမယ့်အချိန်ရောက်ပြီမိုးတက်မုန်တိုင်းနေဆဲသွားတဲ့မနက်ခင်းမှာနေအောင်ကြီးတစ်တွေကတရားရုံးတော်ပေါ်ကိုဖျာချလာခဲ့ပါတယ်လင်းခေနဲ့သူ့ရဲ့ဂိုင်းဝင်တွေအားလုံးကဥပဒေရဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုထောင်တန်တစ်ချက်တွန်းအထိခံစားခဲ့ရပြီးတော့မိခိုးရောင်မိုးတိမ်တွေကလည်းထာဝရကင်းစင်သွားခဲ့ပါပြီပရိသတ်များရှင်ဒီဇလန်ကပေးခြင်းတဲ့အဓိကသင်ခန်းစာကတော့လောကမှာအချစ်ကိုမျက်နှာဖုံးစွပ်ပြီးသူတစ်ပါးရဲ့တနာကျင်နာတတ်တဲ့စိတ်ကိုအသုံးချကရာဇဝတ်မှုတွေလှည့်စားမှုတွေပြုလုပ်တဲ့လူတွေကခဏတာအောင်မြင်မှုရကောင်းရနိုင်ပေမယ့်ရေရှည်မှာတော့ကံကံရဲ့အကျိုးနဲ့တရားဥပဒေရဲ့ဘောင်အောက်ကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးအချစ်မျက်စိကမ်းပြီးဥပဒေကိုမျက်ကွယ်ပြုမိရင်လေကိုယ်တိုင်မှာဒုက္ခတွေနဲ့ကြာရောက်တတ်တာမို့ကျမတို့ဟာမေတ္တာတရားကိုအသိဉာဏ်တတိတရားတို့နဲ့ရှင်တွဲပြီးကင်တွယ်ရမှာပဲဖြစ်ပါတယ်။မှားယွင်းတဲ့လမ်းကြောင်းပေါ်ကလှည့်စားမှုတွေကဘယ်တော့မှမတည်မြဲပဲအဆုံးသတ်မှာတော့အမှန်တရားနဲ့ဥပဒေကသာလျှင်ထာဝရအောင်နိုင်ရိုးစမြဲဖြစ်ပါတော့တယ်ရှင်။ပရိသတ်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ရှေ့နေမာလေးရဲ့အကျဉ်းသားဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်တွေကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒီဇာတ်လမ်းလေးကိုနားဆင်ပြီးတော့လေတခုခုတန်ဝေကရစရာအကြောင်းအရာတစ်ခုခုပေါ်မှာတတိပြုစရာလေးတွေရလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့ channel လေးကနေအခုလိုမျိုးပဲစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလည်းလုပ်ပေးသွားကြပါအောင်နော်။နားဆင်ပေးခဲ့ကြတဲ့သောတာရှင်များအားလုံးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။